ဒီတပိတ်ကနေကြိုဆိုပါရစေ။အခုနားဆင်ရမယ့်တပိတ်ရဲ့ခေါင်းစဉ်ကတော့နိုင်ငံရေးနဲ့စီးပွားရေးအကျပ်တဲကာလတွင်ပြတ်သားသောတဦးကောင်းခေါင်းဆောင်မှု strong and decisive leadership မရှိပါကညီသည့်ပြုပြင်ပြောင်းလဲမှုမှအကောင့်ထဲမဖော်နိုင်ပေပဲဖြစ်ပါတယ်။ဒီအဆိုကို liberal arts ကျောင်းသားခန့်ကထောက်ခံဆွေးနွေးသွားမှာဖြစ်ပြီးလူမှုသိပ္ပံကျောင်းသူဖြူကတော့ကန့်ကွက်ဆွေးနွေးသွားမှာဖြစ်ပါတယ်။လက်တွေ့ကဘာမှာကြုံနေရတဲ့နိုင်ငံရေးစီးပွားရေးလူမှုရေးဆိုတဲ့ပဋိပက္ခတွေကအချိန်နဲ့အမျှစက္ကန့်နဲ့အမျှပြောင်းလဲနေရဖြစ်ပါတယ်။ဆိုတော့ဒါတွေကိုကျွန်တော်တို့ကင်တွယ်ဖြည့်ရှင်းမှုဆိုတဲ့အခါမှာလူတွေအားလုံးရဲ့သဘောတူညီချက်ကိုကျွန်တော်တို့ရမှသာအလုံးစားလုပ်ကြမယ်ဆိုရင်အဲ့ဒီလောက်ကဘယ်တော့မှဖြစ်မှာမဟုတ်ပါဘူး။လက်တီးတစ်ပါအောင်ဆိုပြီးတော့ငါဟေးလို့អော်တဲ့လူတွေအားလုံးငါတို့မတူညီတဲ့လက်တွေမြဲအောင်ချိတ်ဆက်ပြီးတော့ငါတို့တူတူသွားကြမယ်ဆိုတာကပို့ပြီးတော့မကောင်းဘူးလားရှင်။ဒီပိတ်ကိုပြည်သက်တွေလည်းလာရောက်အားပေးခဲ့ကြပြီးဒီခေါင်းစဉ်အပေါ်ပြည်သက်ရဲ့အမြင်ဘယ်လိုရှိလဲဆိုတာစမ်းစစ်ခြင်းတဲ့အတွက်တပိတ်မတိုင်ခင်နဲ့တပိတ်အပြီးမှာမဲပေးခိုင်းခဲ့ပါတယ်။တပိတ်မစခင်ကောက်ထားတဲ့ survey အရတော့နိုင်ငံရေးနဲ့စီးပွားရေးအကျပ်တဲကာလမှာပြတ်သားတဲ့တဦးကောင်းခေါင်းဆောင်မှုမရှိရင်ဘယ်ပြုပြင်ပြောင်းလဲမှုမှအကောင့်ထဲမဖော်နိုင်ဘူးဆိုတာကိုပြည်သက်65%ကယုံကြည်ထောက်ခံပြီးတော့35%ကတော့ကန့်ကွက်ထားတာတွေ့ရပါတယ်။ကဲဒါဆိုတပိတ်တာ2ယောက်ရဲ့အပြန်အလှန်ဆွေးနွေးညှင်းခုန်မှုတွေကိုနားဆင်လိုက်ရအောင်အားလုံးပဲမင်္ဂလာပါကျွန်တော်နာမည်ကတော့ခန့်ပေါ့နော်ဒီနေ့မှာတော့ကျွန်တော်တို့ကနိုင်ငံရေးနဲ့စီးပွားရေးအချက်တဲကာလမှာပြတ်သားသောတူဦးကောင်းခေါင်းဆောင်မှုမရှိပါကမြည်သေးပြုပြင်ပြောင်းလဲမှုကိုမှအကောင့်ထဲမဖော်နိုင်ပြီဆိုတော့ခေါင်းစဉ်နဲ့ပတ်သက်ပြီးတော့အဓိကထားပြီးဆွေးနွေးကြမှာဖြစ်ပါတယ်ဆိုတော့အရင်ဆုံးကျွန်တော်တို့ပြန်ကြည့်ဖို့လိုတာကကြတော့နိုင်ငံရေးစီးပွားရေးအချက်တဲကာလဆိုတာဘာကိုဆိုလိုတာလဲပေါ့လေဆိုတော့နိုင်ငံရေးအချက်တဲလို့ပြောတဲ့ခါမှာကြာရင်ကိုယ့်ရဲ့ပြည်တွင်းမှာပဲဖြစ်တဲ့အချက်တဲလည်းဖြစ်နိုင်တယ်ဒါမှမဟုတ်ရင်ပြည်ပကနေပြီးတော့ကိုယ့်နိုင်ငံလေးကိုဝင်ရောက်လာတဲ့အချက်တဲလည်းဖြစ်နိုင်တယ်ဒါမှမဟုတ်ကိုယ်နဲ့မဆိုင်ဘဲနဲ့ဒေတာတွင်းနိုင်ငံတွေကြားထဲမှာဖြစ်တဲ့ပဋိပက္ခကကိုယ့်နိုင်ငံကိုလာပြီးတက်ရောက်နိုင်တဲ့အချက်တဲမျိုးလည်းကျွန်တော်တို့ဖြစ်နိုင်ပါတယ်ဒီသဘောတရားကိုကျွန်တော်တို့စီးပွားရေးမှာလည်းထည့်စဉ်းစားဖို့လိုတယ်ပေါ့လေဆိုတော့ကိုယ်နိုင်ငံထဲမှာပဲဖြစ်တဲ့စီးပွားရေးအချက်တဲလည်းဖြစ်နိုင်တယ်လို့တခြားနိုင်ငံတွေအကြောင်းမို့လို့ကိုယ်နိုင်ငံမှာဒါတက်ရောက်မှုရှိသွားတဲ့စီးပွားရေးပဋိပက္ခလို့လည်းကျွန်တော်တို့မှတ်ယူလို့ရပါတယ်တခြားတစ်ဖက်ကပြန်ပြီးတော့စဉ်းစားကြည့်မယ်ဆိုရင်ပြုပြင်ပြောင်းလဲမှုလို့ပြောတဲ့အခါမှာလက်ရှိဖြစ်နေတဲ့အခင်းကျင်းကနေပို့ပြီးတော့ကောင်းမွန်လာတဲ့ဒါမှမဟုတ်ရင်တစ်ခုခု change ဖြစ်သွားနိုင်မယ်ကျွန်တော်တို့အရွေးတစ်ခုကိုဖန်တီးတယ်လို့ဒါနားလေလို့ရပါတယ်ဒါကပြုပြင်ပြောင်းလဲမှုနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့နားလေလို့ရတဲ့အနေအထားတစ်ခုဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်တို့တူးကောင်းခေါင်းဆောင်မှုဆိုတဲ့သဘောတရားကိုပြန်ပြီးချင်းကြည့်တဲ့အခါမှာဆိုရင်လူပုဂ္ဂိုလ်တူးတယောက်ထဲကနေပဲအမိန့်အာဏာနဲ့စီမံခန့်ခွဲမှုတွေကဆင်သက်လာတယ်လို့နားလေလို့ရပြီးတော့မောင်ကောင်းဆောင်မှုဆိုတာကတော့စုဖွဲ့ထားတဲ့ decision making တွေကနေပြီးတော့ဒါပြန်ပြီးတော့စီမံအုပ်ချုပ်မှုကဏ္ဍကလာတယ်ဆိုတာကိုအကြမ်းဖျင်းနားလည်လို့ရမယ်ထင်ပါတယ်။ဒါဆိုရင်ပထမဆုံးအနေနဲ့ကျွန်တော်တို့ဒီမှာပြောသလိုပဲအချက်တဲနိုင်ငံရေးစီးပွားရေးအချက်တဲကာလကတာမန်အနေထားနဲ့တူတာမဟုတ်ဘူး။ဆိုတော့ဒီအနေထားမှာဆိုကျွန်တော်တို့မှာရင်ဆိုင်ကြုံတွေ့ဖြေရှင်းရမယ့်ပြဿနာတွေကတာမန်ငြိမ်းချမ်းတဲ့ကာလနဲ့မတူညီတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီအနေထားမှာကျွန်တော်တို့ဒီဟာတွေကိုတိတိကျကျကင်တွယ်ဖြေရှင်းပြီးတော့ဒါတေချာလေးသွားနိုင်ဖို့စီမံခန့်ခွဲအုပ်ချုပ်မှုလုပ်နိုင်ဖို့ဆိုတာကလူပုဂ္ဂိုလ်တူတယောက်ထဲကနေစဉ်သက်လာတဲ့တိကျခိုင်မာတဲ့ရှင်းလင်းပြတ်သားတဲ့အာဏာနဲ့အမိန့်အာဏာတည်ဆောက်မှုစီမံခန့်ခွဲမှုစနစ်ကအရေးကြီးရလို့ပြောကြားရင်းနဲ့ညီကုန်းချုပ်အပ်ပါတယ်ကျွန်တော်ဘက်ကကြတော့ဒီ strong decisive leadership မရှိပါကမြစ်ပြုပြင်ပြောင်းလဲမှုကိုမှအကောင့်ထဲမဖော်နိုင်ပြီဆိုတဲ့အဆိုကိုခြေပမှာဖြစ်ပါတယ်ဆိုတော့ဒီမှာပေါ်ပိုင်းမှာနိုင်ငံရေးနဲ့စီးပွားရေးအကျက်တဲကာလမှာပေါ့နော်ပြတ်သားတဲ့တူးတဲ့ခေါင်းဆောင်မှုဆိုတဲ့ဟာကိုအဆိုဘက်ကနေပြီးတော့မှတေချာလေး definition ဖွင့်သွားပါတယ်လူပုဂ္ဂိုလ်တစ်ခုအမိန့်အာဏာတစ်ခုစင်းသက်လာတဲ့ရှင်းလင်းပြတ်သားတဲ့ဆိုတဲ့ဟာမျိုးပြောရတယ်ပေါ့နော်ဆိုတော့အဲ့ဒီလူပုဂ္ဂိုလ်အမိန့်အာဏာတစ်ခုရဲ့စင်းလင်းပြတ်သားတဲ့အရာတစ်ခုရဲ့ weakness တွေကိုအရင်ဆုံးထောက်ပြမယ်ထောက်ပြပြီးလို့ရှိရင်တော့ကျွန်မအနေနဲ့ collective leadership လူစုစုစည်းစည်းနဲ့ပေါ့နော်စုပေါင်းပြီးတော့အုပ်ချုပ်တဲ့စုပေါင်းပြီးတော့အမိန့်အာဏာပေးတဲ့အရာဘာလဲဆိုတာကိုသွားမှာဖြစ်ပါတယ်ဆိုတော့ပထမပိုင်းအနေနဲ့ကဒီ decisive ဖြစ်တဲ့ leadership strong ဖြစ်တဲ့ leadership ရဲ့ weakness point တွေကပထမတစ်ခုက narcissism ပေါ့နော်တူတယောက်တည်းခေါင်းဆောင်တာဖြစ်တဲ့ကြောင့်ဒီတူတယောက်ကထိုးထွက်ပြီးတော့ဒီတူတယောက်ကလုံနိုင်တယ်ငါဒီအကောင်ဆုံးငါဒီတော်ဆုံးငါချမိတ်နဲ့အမိတ်နေငါချတဲ့ငါပြောတဲ့စကားတွေကအမှန်လို့ဆိုရယ် narcissism ငါရှိလာနိုင်တယ်နောက်တစ်ခုကတော့ dependency ပေါ့နော်အောက်ကသူအုပ်ချုပ်နေတဲ့အောက်က followers တွေလို့သတ်မှတ်လို့ရတဲ့လူတွေကသူ့ပေါ်မှာအများကြီး depend လုပ်လာနိုင်တယ်ဆိုတော့ဒီတာရကားတွေကိုတော့နောက်ပိုင်းနေမှာဆက်ပြီးတော့ရှင်းပြသွားပါမယ်ဆိုတော့အဲ့ဒီ depend လုပ်လာတဲ့မိခိုမှုတစ်ခုကလည်းဒါက weakness ဖြစ်နိုင်ပြီးတော့နောက်တစ်ခုကကြတော့အရန်ကို high risk ဖြစ်တဲ့ minority တွေနဲ့ပတ်သက်ပြီးတော့မကြည့်ရကိစ္စတွေပေါ့နော်လူတီဦးတယောက်ကခေါင်းဆောင်တဲ့အချိန်မှာလူတစုကိုပဲကိုစားပြုလိုက်တဲ့အချိန်မှာကြံတဲ့လူတစုတွေအများကြီးကို minor oppress လုပ်သွားနိုင်တဲ့အရာတွေဖြစ်လာနိုင်မှာဆိုတော့ collective leadership
ရှိရဲ့အရာက resilient ကြံ့ကြံ့ခံနိုင်တဲ့အရာတစ်ခုအနေနဲ့ဆက်သွားလို့ရတယ်ပေါ့နော်ဆိုတော့ကြံ့ကြံ့ခံနိုင်တဲ့ကိစ္စမှာဆိုလို့ရှိရင်ကျမတို့ဒီ leadership တစ်ခုဖွဲ့စည်းတစ်ခုဆက်သွားဖို့အတွက်လူတစ်ယောက်ပြုတ်သွားရုံနဲ့မကပဲလူတစ်စုကလုပ်တဲ့အရာမှာကြံ့ကြံ့ခံပြီးတော့ဆက်သွားနိုင်တဲ့အရာတစ်ခုအနေနဲ့အဆိုရင်းအခြေအရင်တင်သွင်းကြပါတယ်ရှင်ဟုတ်ကဲ့ပါဒါဆိုရင်ကျွန်တော်တို့ဆက်ပြီးတော့တွေးကြည့်ဖို့လိုတာကကြတော့ဒီ qualitative leadership လို့ကျွန်တော်တို့ပြောကြတဲ့အခါမှာဆိုရင်dependency ရှိရတဲ့သဘောတရားရှိမှလည်းဆွေးနွေးသွားတယ်ပေါ့နော်ဆိုတော့တကယ်လို့တေချာပြန်တွေးကြည့်မယ်ဆိုရင်ကျွန်တော်တို့ကကိစ္စတစ်ခုခုကိုပြင်ပြောင်းလဲမှုလုပ်ဖို့ဆိုတာက dependent ဖြစ်ဖို့ကအရင်အရေးကြီးရပေါ့နော်ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ကဘယ်သူ့ကိုဘယ်လိုမျိုးမှီခိုပြီးတော့ဘယ်လိုပုံစံမျိုးသွားရမလဲဆိုရယ်မရှိတဲ့ခင်းချင်းတစ်ခုမှာဆိုရင်ဘလောက်ပဲကောင်းမွန်ပြီးတော့အားကောင်းတဲ့အရွေးဖြစ်ဒီအရွေးကဒါပြည့်ပြည့်သွားတဲ့တာရကတွေကျွန်တော်တို့ရှိတယ်ဥပမာအနေနဲ့ဆိုရင်ဒါ2017လောက်ကတည်းကစပြီးတော့အချိန်ဟုန်နဲ့ဖြစ်လာခဲ့တဲ့ဒီ RN တွေဦးဒေါ်လန်ရေးကိစ္စကိုကျွန်တော်တို့ပြန်ကြည့်မယ်ဆိုရင်လည်းဒါအုံနဲ့ကြွားနဲ့ဒါ Egypt ကနေပြီးတော့တူနီရှားအထိဒီနိုင်ငံတွေမှာဖြစ်လာခဲ့တဲ့ပြောင်းလဲမှုတွေအားလုံးက collective leadership ဆိုတဲ့သဘောတရားကိုအဓိကသွားကြတယ်အဲ့လိုမျိုးသွားလာတဲ့အခါမှာဆိုရင်လူပြုပြင်ပြောင်းလဲမှုဆိုတဲ့ဟာကအပြန်လည်မိခိုထားခြင်းဆိုတဲ့ပုံမှာမူတည်နေတဲ့အတွက်ကြောင့်မို့လို့လူသဘောလူသဘာဝအရာဘယ်သူတွေကိုဥဆောင်ပြီးတော့ဘယ်သူတွေရဲ့နောက်ကနေလိုက်ရမလဲဆိုတဲ့အနေအထားကဝေဝါးလာတဲ့အခါမှာကြာရင်ကျွန်တော်တို့သွားနေတဲ့လူအုပ်ကြီးရဲ့ဥတီယာလမ်းကြောင်းတွေကပျောက်သွားတာမျိုးကျွန်တော်တို့ကြုံရနိုင်ပါတယ်တနည်းအားဖြင့်ကျွန်တော်တို့ဒီတွဲတိုင်းမှာဆက်ကောင်းပါတယ်ဆိုတဲ့အခါမှာဆက်ကောင်းတွေအားလုံးကမောင်းကျင်အောင်မောင်းနေမယ်ဆိုရင်ကျွန်တော်တို့ဘယ်ခရီးကိုရောက်လို့ရောက်ကြမလဲမသိဘူးဆိုတဲ့အနေအထားကိုလည်းဖြစ်သွားနိုင်တယ်ဆိုတဲ့သဘောတဘာဝကိုတွေ့ရမှာဖြစ်ပါတယ်တစ်ဖက်ကကျွန်တော်တို့ဒီ single leadership လို့ပြောတဲ့လူတူတယောက်တည်းရဲ့ဥဆောင်မှုကိုပြန်ပြီးတော့ကြည့်တဲ့အခါမှာကြာရင်အဲ့လိုမျိုးဘယ်သူကနေပြီးတော့အမိန့်အာဏာကဘယ်လိုမျိုးစဉ်သက်လာရဲဆိုတော့တိကျသေးချာတဲ့ mechanism တစ်ခုရှိတယ်လမ်းကြောင်းတစ်ခုရှိတယ်ရန်နေရာတစ်ခုရှိတဲ့အတွက်ကြောင့်မို့လို့ဒီကိစ္စတစ်ခုခုကိုဆောင်ရွက်တဲ့အခါမှာပြည်ပြင်ပြောင်းလဲမှုကိုပေါ်ဆောင်တဲ့အခါမှာဆိုရင်လည်းအချိန်ဟုန်တဲ့အမြင့်ကိုကျွန်တော်တို့သွားနိုင်တယ်ဆိုတဲ့အနေအထားကိုမြင်ရတာဖြစ်ပါတယ်ဥပမာအနေနဲ့ဆိုရင်ကမ္ဘာလုံးဆိုင်ရာနိုင်ငံရေးအကျပ်တဲလို့ပြောလို့ရတယ်ဒုတိယကမ္ဘာစစ်လို့ကာလမျိုးမှာတော့မှဒီစစ်ဘေးဒဏ်ခံနေရတဲ့အင်္ဂလန်နိုင်ငံဟာဆိုရင်ဒါ Winston Churchill ရဲ့ဥဆောင်မှုအောက်ကိုရောက်သွားတဲ့အခါမှာဒီပြန်ပြီးတော့တွန်းလှန်နိုင်လာတယ်ဆိုတဲ့အနေအထားကိုလည်းကျွန်တော်တို့မြင်ရတာဖြစ်ပါတယ်မတိုင်ခင်ကဒီ Labor အုပ်ချုပ်တဲ့ခေတ်ကာလနဲ့ဒီ Conservative အုပ်ချုပ်တဲ့ခေတ်ကာလကိုကျွန်တော်ပြန်ကြည့်လိုက်တဲ့အခါမှာဆိုရင်လူပုဂ္ဂိုလ်တူတယောက်တည်းဥဆောင်မှုဆိုတဲ့ရန်တရားအောက်မှာခိုင်မာမာရက်တည်သွားပြီဆိုရင်အားလုံးကဘယ်သူကိုခေါင်းဆောင်တင်ပြီးတော့ဘယ်သူနောက်ကလိုက်ရမလဲဆိုတဲ့ဟာကိုမူတည်ပြီးတော့ကျွန်တော်တို့ဆုံးဖြတ်ချက်ချလာနိုင်တာမျိုးဖြစ်ပါတယ်ဗျ dependency နဲ့ပတ်သက်ပြီးတော့ခုနကပြောရတဲ့အခါမှာထပ်လောင်းပြီးတော့ဖြည့်ချင်တာကကြတော့ dependency means ဒီလူကိုယုံကြည်ပြီးတော့ follow လုပ်တာမဟုတ်ဘဲနဲ့ဒီလူကိုမှီခိုရတယ်ဆိုတဲ့အဓိပ္ပာယ်ရောက်တယ်ပေါ့နော်ဆိုတော့ဘယ်လိုမျိုးလဲဆိုလို့ရှိရင်ခေါင်းဆောင်ကနေပြီးတော့မှကိစ္စရက်တစ်ခုကိုလုပ်မယ်ကိစ္စရက်တစ်ခုကိုပြဿနာတစ်ခု crisis တစ်ခုကိုဖြေရှင်းပြီဆိုလို့ရှိရင်ဒီခေါင်းဆောင်ရဲ့ဖြေရှင်းမှုနောက်ဒီခေါင်းဆောင်ရဲ့ပြောတဲ့အရာပေါ်သူ့ရဲ့နီလန်းနေပေါ်ပဲလိုက်ပြီးတော့ကိုယ်တွေဘက်ကနေပြီးတော့ထွက်လာတဲ့စကားသံတွေကမရှိတော့ဘူးပြောရမယ်ဆိုရင် voice တွေက inclusive မဖြစ်တော့ဘဲနဲ့ပေါ့နော်exclude လုပ်ခံရတယ်ဆိုတဲ့အရာမျိုးကိုမြင်ရတယ်ပြီးတော့နောက်တစ်ခုက collective leadership ကိုပြန်ပြီးတော့အဓိပ္ပာယ်ပြောပြန်ဆိုရမယ်ဆိုလို့ရှိရင် collective leadership ဒီ process oriented ဖြစ်တယ်ကိုဘာလုပ်ချင်လဲကိုယ့်ရဲ့လမ်းစဉ်ကဘာလဲဆိုတဲ့အနောက်ပေါ်ပဲမူတည်ပြီးတော့ဒီဟာကို experience ရှိရဲ့အဖက်ဖက်အနေနဲ့ပေါင်းကနေ experience ရှိရဲ့လူတွေကစုပေါင်းပြီးတော့သွားတာဖြစ်တဲ့အတွက်ကြောင့်ဒီ leadership တယောက်တူတယောက်တည်းကိုပဲဒါကြည့်နေမယ်ဆိုဒီတူတယောက်ကနေပြီးတော့မှကျွမ်းကျင်တဲ့အရာဒီအနေအရာတိုင်းကို expand မဖြစ်နိုင်ဘူးဆိုတော့ဘာဖြစ်လဲဆိုတော့ social conflict theory အရာလူတိုင်းမှာလူတိုင်းရဲ့ interest ဆိုတာရှိရမတူညီရဲ့ interest တွေရှိရမတူညီရဲ့အရာတွေရှိရဆိုတော့ဒီ social conflict theory ကို Karl Marx နဲ့ World Bank ကပြောခဲ့တာပါဆိုတော့သူလူတိုင်းရဲ့ different interest တွေရှိရဲ့အချိန်မှာမတူညီရဲ့ interest တွေပေါ်မှာ conflict တွေအများကြီးဖြစ်လာနိုင်တယ်ဆိုတော့လူတဦးတယောက်ကသာဥဆောင်လိုက်မယ်ဆိုလို့ရှိရင်လူတိုင်းရဲ့ interest တွေကိုလိုက်မကြည့်နိုင်တဲ့အချိန်မှာပို့ပြီးတော့ဒီ conflict တွေပို့ပြီးတော့ social conflict တွေအများကြီးထွက်လာနိုင်တယ်ပေါ့နော်ဆိုတော့ဒီဟာကဘာကြီးဖြစ်စေရလဲဆိုလို့ရှိရင်တခြားလူပေါ် oppress ဖြစ်နိုင်တဲ့အရာတစ်ခုတွေ့ရတယ်ဆိုတော့ဒီ collective leadership နဲ့ဒါသုံးမယ်ဆိုလို့ရှိရင်တဦးတယောက်ချင်းစီရဲ့ interest တွေကလည်း voice တွေက inclusive ဖြစ်လာမယ်ပို့ပြီးတော့ share ဖြစ်တဲ့ပို့ပြီးတော့ distributed ဖြစ်တဲ့ leadership တခုကိုတည်ဆောက်နိုင်ပြီးတော့အဓိကတော့ inclusivity အထိကိုဥဆောင်နိုင်တယ်ပေါ့နော်ဘာမှတွေ့ရမလဲဆိုလို့ရှိရင် example အနေနဲ့ဂျာမနီမှာဖြစ်သွားတယ်ပေါ့နော်ခေါင်းဆောင်ကနေပြီးတော့ဟစ်တလာကနေပြီးတော့လုပ်ခဲ့တဲ့ရှုပ်ထွေးပြဿနာတွေကို collective leadership နဲ့ collectively ပြန်ပြီးတော့လုပ်ခဲ့တဲ့အရာတွေကိုလည်းဥပမာတာရကအနေနဲ့ကြည့်နိုင်မှာဖြစ်ပါတယ်ရှင်ဟုတ်ကဲ့ပါဆိုတော့ခုနဥပမာပဲကျွန်တော်ပြန်ပြီးတော့ကိုးကားခြင်းတယ်ပေါ့နော်ဒီဂျာမနီမှာဖြစ်ခဲ့တဲ့ဒီနာဇီလူမျိုးတုံးတက်ဖြတ်မှုကိုကျွန်တော်တို့ပြန်ပြီးတော့ကြည့်တဲ့အခါမှာဆိုရင်လည်းဒါဒီ single leadership ကနေတွားတဲ့ကိစ္စလို့ပြောလို့ရတယ်ပေါ့လေလူပုဂ္ဂိုလ်တူတယောက်တည်းရဲ့ narcissistic ideology ကနေပြီးတော့ဆင်းသက်လာလို့ကျွန်တော်တို့မြင်ကြည့်လို့ရတယ်ဒါဆိုရင်ဒီဟာကိုကျွန်တော်တို့ပြန်ပြီးတော့ counter လုပ်ဖို့ကြည့်တဲ့အခါမှာကြာရင်ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ဖြစ်လာတဲ့ဟာတွေကိုဘယ်သူတွေကတာဝန်ယူလဲပေါ့လေကျွန်တော်တို့က
ပြုပြင်ပြောင်းလဲမှုကိုပြောတဲ့အခါမှာဆိုရင်ကောင်းတဲ့ပြုပြင်ပြောင်းလဲမှုတစ်ခုတည်းမဟုတ်ဘဲနဲ့အဲ့ဒီပြုပြင်ပြောင်းလဲမှုရဲ့အကျိုးသက်ရောက်မှုကိုဘယ်သူတွေကတာဝန်ယူတာဝန်ခံတယ်လဲဆိုတော့ accountability ကိုလည်းပြန်ကြည့်ရမှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ဒီနာဇီဂျာမနီကိစ္စကိုကြည့်မယ်ဆိုရင်ဒီပြစ်မှုတွေကျူးလွန်ခဲ့တယ်ဘယ်သူတွေမှာတော့ဒီအားနဲ့ပတ်သက်ပြီးကျူးလွန်ခဲ့တဲ့အထောက်အထားတွေရှိတယ်ဒီ leadership ကိုတော့ကျွန်တော်တို့ဒီနုရမဲ့ခုံရုံးတင်မယ်ဒါပြစ်ဒဏ်ချရေးယူမယ်လုပ်မယ်ဆိုတော့ accountability ကျွန်တော်တို့ပြန်ပြီးတော့လိုက်လို့ရပါတယ်တကယ်လို့ဒီနေရာမှာဒါကျွန်တော်တို့ကအုပ်ချုပ်ခဲ့တဲ့အုပ်ချုပ်သူတွေက collective leadership တာဖြစ်နေမယ်ဆိုရင်ဘယ်သူကနေစပြီးတော့ဘယ်လို accountability ကျွန်တော်တို့ယူကြမလဲပေါ့တာဝန်ယူမှုတာဝန်ခံမှုလို့ပြောတဲ့အခါမှာဆိုရင်သူကလည်းခေါင်းဆောင်ကိုကလည်းခေါင်းဆောင်အားလုံးကခေါင်းဆောင်ဖြစ်တဲ့အခါမှာဆိုရင်အောင်မြင်မှုကိုတော့ကျွန်တော်တို့ကဒါငါတို့လောက်တာပါလို့ပြောချင်ကြတယ်ဒါပေမဲ့ရှုံးနိမ့်မှုကိုဘယ်သူတာဝန်ခံပါလဲဘယ်သူတာဝန်ယူမလဲဆိုတော့ accountability အရာကျွန်တော်တို့မေးစရာမေးခွန်းတွေရှိလာတာဖြစ်ပါတယ်ဒါကလည်းပဲကျွန်တော်တို့ထည့်တွက်ဖို့လိုတဲ့ကိစ္စတစ်ခုဖြစ်ပါတယ်နောက်တစ်ခုကတော့ကျွန်တော်တို့ဒီ social conflict theory ကိုပဲပြန်ပြီးတော့ကိုးကားပြီးတော့ကြည့်ကြမယ်ဆိုရင်ကျွန်တော်တို့မှာမတူညီတဲ့ interest တွေအများကြီးရှိရဲဆိုတော့ကျွန်တော်တို့အခန်းတစ်ခန်းထဲမှာရှိတဲ့လူတွေအားလုံးကိုဒါခေါင်းဆောင်အနေနဲ့သတ်မှတ်ပြီးတော့မေးပေးခိုင်းလိုက်မယ်ဆိုရင်ကိုယုံကြည်ရဲ့ဘက်ကိုပဲကိုမဲပေးကြမယ်ဆိုတော့ကျွန်တော်တို့အကျက်တဲကာလာပေါ့နိုင်ငံရေးစီးပွားရေးလူမှုရေးဒီအကျက်တဲကာလာမှာကြုံတွေ့နေရတဲ့လက်ငင်းဖြေရှင်းရမယ့်ပြဿနာတွေကိုဘယ်သူကဖြေရှင်းကြမှာလဲပေါ့လေကျွန်တော်တို့ကိစ္စတိုင်းကိုမဲခွဲပြီးဆုံးဖြတ်နေကြမှာလားကိစ္စတိုင်းကိုပညာရှင်တွေရဲ့အကြံပေးချက်အကြံပြုချက် recommendation ဒါတွေကိုလိုက်နားထောင်ပြီးပဲကျွန်တော်တို့အားလုံးသဘောညီတဲ့အနေအထားတစ်ခုကိုစီမံခန့်ခွဲအောင်ဆောင်ရွက်ကြမှာလားဒါမှမဟုတ်ဒီချက်တဲကိုကြော်သွားဖို့အတွက်ကျွန်တော်တို့ဘာလုပ်ကြမလဲဒါတွေကိုဖြေရှာဖို့ကျွန်တော်တို့လိုပါတယ်ဒီအတွက်ကျွန်တော်တို့ရဲ့အဖြေကတော့ပြတ်သားပြီးတော့ခိုင်မာတဲ့ခေါင်းဆောင်မှုရှိဖို့လိုရဲဆိုတာဖြစ်ပါတယ်ဗျcollective leadership နဲ့ပတ်သက်ပြီးတော့ပေါ့နော်ထက်လောင်းပြီးတော့ထည့်ချင်တာကလူတိုင်းကခေါင်းဆောင်အနေနဲ့ပါဝင်ပြီးတော့ဆွေးနွေးမှာမဟုတ်ပဲလေလူတစုစုအဖွဲ့တွေရဲ့ကိုစားပြုနေရနေပြီးတော့မှဒီလူတွေရဲ့လိုချင်တဲ့ interest တွေလိုချင်တဲ့အရာတွေကိုကိုစားပြုပြီးတော့သွားတာပေါ့နော်ရှင်းပြောရင် relational ဖြစ်တဲ့အရာတစ်ခုလို့သတ်မှတ်လို့ရပါတယ်အချင်းချင်းကဆက်နွယ်နေရဲ့အချင်းချင်းကစုပေါင်းပြီးတော့လှုပ်ဆောင်နေရဲ့ဆိုတဲ့ဟာမျိုးဖြစ်နေတာပေါ့တဦးတစ်ယောက်ချင်းစီရပဲသွားတယ်ဆို okay အဲ့ဒါဆိုလို့ရှိရင်ဒီအင်္ဂလန်မှာဖြစ်သွားတဲ့အင်္ဂလန်မှာတဦးတစ်ယောက်ချင်းစီဦးဆောင်လိုက်လို့ပေါ့နော်နိုင်ငံကကောင်းသွားတယ်ဆိုရင်ဒီလူတစ်ယောက်ကမရှိတော့ဘူးဆိုလို့ရှိရင်တခြားလူကရောနောက်ကနေလိုက်လာနိုင်မဲ့ capacity ကိုနောက်ကနေလိုက်နာနိုင်မဲ့အခြားသောခေါင်းဆောင်မှုတစ်ခုပဲဆက်ဆောင်နေအောင်မှာလားဒါမှမဟုတ်ရန်တရားတစ်ခုအနေနဲ့ပဲသွားမှာလားပေါ့ရှင်းပြောရင် collective leadership ဆိုတာကလူတွေကဥဆောင်နေဆိုတာထက် system တစ်ခုရန်တရားတစ်ခုကိုပိုကောင်းတဲ့ကြစ်လက်တဲ့အရာတစ်ခုကိုဖန်တီးပေးလိုက်တာပေါ့နော်ရှင်းပြောရင်ဒီ strong leadership တစ်ယောက်ရဲ့ဖန်ခံရတာဖြစ်ဖြစ်ကွယ်လွန်သွားတာဖြစ်ဖြစ်အဲ့လိုမျိုးဆိုလို့ရှိရင်ဒီ strong leadership ရဲ့ fragility ကိုတွေ့ရတယ်ဘယ်လောက်ထိနုနယ်နေလဲဒီဟာသာမရှိတော့ဘူးဆိုလို့ရှိရင်ဘယ်လောက်ထိ reform တွေရပ်သွားနိုင်မလဲဆိုတဲ့ဟာမျိုးလည်းမြင်ရတယ်ဆိုတော့ reform တစ်ခုလုပ်မယ်ဆိုရင်ဒီ reform ကိုresilient တစ်ခုဖြစ် resilient ရှိနဲ့ကြံ့ကြံ့ခိုင်မှုရှိနဲ့ဆက်သွားကြမှာလားဒါမှမဟုတ်ဒီလူတယောက်ရဲ့ခေါင်းဆောင်မှုမှာဒီလူတယောက်ပြောဖို့မှမူတည်ပြီးတော့ဒီလူသားမရှိတော့ရင်တခြားဘသူ့ကိုအာယုံဆိုင်မလဲဘသူ့ကိုထားမလဲဆိုတဲ့ဟာမျိုးမတွေးပဲနဲ့ဆက်သွားမှာလားဆိုတာကိုစဉ်းစားရမယ်ဆိုတော့ reform ရဲ့အဓိကက resilient ဖြစ်ဖို့ကိုရီသွားနေတဲ့ process ကလေဒီလူတွေရဲ့အတွေးတွေအမြင်တွေပြီးနိုင်ငံတနိုင်ငံပြောင်းလဲဖို့သွားနေတာဖြစ်တဲ့အတွက်ကြောင့်ကိုရီချင်းတည်ရဲ့ဒါဒီ ongoing process ဖြစ်တယ် long process ဖြစ်တယ်ဆိုတော့ဒီဟာကိုသွားဖို့တဲ့ system ကောင်းကောင်းတစ်ခုရှိနေရမယ်ဆိုတော့ဒီ system ကောင်းကောင်းကိုပေးနိုင်တာဒီ collective leadership ဖြစ်ပြီးတော့အားလုံး share ပြီးတော့အားလုံးရဲ့ voice တွေပါတဲ့အရာတစ်ခုဖြစ်မယ်ခုနကလိုမျိုးအောက်ခြေကတကယ်ပြဿနာတွေကိုအပေါ်ကလူမသိရဲ့ echo chamber လို့ပုံစံမျိုးသွားတာထက်စားလို့ရှိရင်ဒီလိုမျိုးစွစွစီစီနဲ့သွားတာကပိုကောင်းတယ်လို့တော့ကျွန်မမြင်ပါတယ်ရှင်โอเคပါဆိုတော့ကျွန်တော်တို့ဒီမှာဆက်ပြီးတော့ဆွေးနွေးနေကြသလိုပဲပေါ့လေဒီအာနာလီဟာနယ်ဖြစ်လာတဲ့အခင်းကျင်းကိုဘယ်လိုမျိုးဖြည့်ကြမလဲပေါ့အထူးသဖြင့်ကျွန်တော်တို့ထင်ကြတာကကြတော့ဒီ strong leadership တစ်ခုမှာဆိုရင်ခေါင်းဆောင်ကပြိုလဲသွားတဲ့အခါမှာဒီ resilience ရှိနေဘယ်လိုသွားကြမလဲပေါ့လေဆိုတော့ဒီအနေထားကိုကျွန်တော်တို့မြင်ကြည့်ဖို့လိုတာကကြတော့ဒါ Max Weber ရဲ့ဒီ legitimacy theory နဲ့ကျွန်တော်ပြန်ပြီးတော့ချိတ်ကြည့်ခြင်းတယ်ပေါ့လေဆိုတော့ကျွန်တော်တို့ legitimacy သဘောတရားဆင်းသက်လာတဲ့ပုံစံမှာဆိုရင် charismatic leadership ရဲ့သဘောတရားရှိရပေါ့လေဆိုတော့ charismatic leadership သဘောတရားအရဆိုရင်ဩဇာတိတ်ကမနဲ့ပြည်စုံတဲ့လူပုဂ္ဂိုလ်တွေကဥဆောင်လွှမ်းမိုးပြီးတော့ဒါအုပ်ချုပ်တယ်ဆိုတဲ့သဘောတရားကနေသွားတာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ဒီခေါင်းဆောင်တယောက် strong leadership တစ်ခုကိုသွားတဲ့အခါမှာဆိုရင်အဲ့ဒီ strong leadership ရဲ့ leader ကိုဆက်ခံနိုင်မဲ့ကျွန်တော်တို့မှာ hereditary system ဆိုတာရှိရပေါ့လေဘယ်သူဒါဘယင်တွေကနေတားစင်မိဆက်ဆင်းသက်လာလည်းဖြစ်ချင်းဖြစ်မယ်ဒါမှမဟုတ်ခေါင်းဆောင်တွေကနေမှဒုတိယခေါင်းဆောင်တွေရွေးထားတယ်ဆိုတဲ့ပုံစံမျိုးပထမတန်းစားခေါင်းဆောင်ဒုတိယတန်းစားခေါင်းဆောင်စသဖြင့်ဒီလိုပုံစံမျိုးကျွန်တော်တို့ရွေးထားတဲ့နေထားတစ်ခုလို့လည်းမြင်ကြည့်လို့ရပါတယ်ဆိုတော့ကျွန်တော်တို့အာနာလီဟာနယ်ကိုဖြည့်ရဆိုတဲ့ကိစ္စက collective leadership မှာဖြည့်နိုင်တာမဟုတ်ဘဲနဲ့ strong leadership မှာဆိုရင်လည်းဘယ်သူကတော့ deputy လဲ deputy ရဲ့ deputy ကဘယ်သူလဲဆိုတဲ့ mechanism တွေကကျွန်တော်တို့ရှိတာဖြစ်ပါတယ်ဆိုတော့ဒီနေထားကိုလည်းကျွန်တော်တို့ဒီ strong leadership အားကောင်းတဲ့နိုင်ငံတချို့မှာမြင်ရတာဖြစ်ပါတယ်ဥပမာဆိုကျွန်တော်တို့ဒီလက်ရှိအခုဖြစ်နေတဲ့ဒီပင်လယ်ကွေးစစ်ပွဲ
ကိုကြည့်မယ်ဆိုရင်လည်းဒါ Iran ကခေါင်းဆောင်ကိုဖြုတ်လိုက်တယ်ဒါပေမဲ့ဒီနေရာမှာပဲနောက်ထပ် strong leadership တွေထပ်ပြီးရောက်လာတယ်ဆိုတော့ဒါကိုလည်းကျွန်တော်တို့မြင်ကြည့်ဖို့လိုပါတယ်တစ်ဖက်ကိုကျွန်တော်တို့ပြန်ကြည့်တဲ့အခါမှာကြာရင် quality leadership လို့ဒီပြောလို့ရတဲ့ transnational council တွေရှိကြတယ်ပေါ့လေဒီ Arab ကဘာမှာဆိုရင်လည်းပဲလစ်ဗျာဒီအရေးခင်းကာလာပြီးမှဆိုရင်ဒါလစ်ဗျာရဲ့ transnational council ပေါ်လာတာရှိတယ်နောက် Yemen မှာဆိုရင်လည်းကျွန်တော်တို့အဲ့လိုကိစ္စတွေရှိတယ်နောက်ပြီးတော့ဒီ Tunisia တို့ဒီ Egypt တို့မှာဆိုရင်ဒီလို transnational council တွေရဲ့အခန်းကဏ္ဍပေါ့လေစုပေါင်းခေါင်းဆောင်တဲ့ဒီနိုင်ငံရေးခင်းကျင်းတွေကျွန်တော်တို့ဖြစ်လာကြတယ်အဲ့ဒီခင်းကျင်းတွေဘယ်လောက်ထိအလုပ်ဖြစ်ကြလဲဘယ်ထိချိတ်ဆက်သွားနေလဲဘယ်နေရာမှာသူတို့ပိတ်မိနေကြလဲဆိုတော့အခင်းကျင်းကိုပြန်ပြီးတော့ကြည့်လိုက်မယ်ဆိုရင်လည်းကျွန်တော်တို့ဒီ strong leadership ရှိဖို့ကဘယ်လောက်ထိအရေးကြီးလဲဆိုတာမြင်သာမှာဖြစ်ပါတယ်ဗျဒီမှာညီမထပ်လောင်းပြီးပြောချင်တာ crisis leadership နဲ့ပတ်သက်ပြီးတော့ definition လေးကိုထပ်ဖွင့်ချင်ပါတယ်ဆိုတော့ crisis ကာလမှာ leadership ကိုဘယ်လိုမျိုးဦးဆောင်လဲဆိုရင် adaptive ဖြစ်တဲ့ leadership style တွေနဲ့သွားရမယ်လို့ Ronald Healthy ကပြောခဲ့တယ်ပေါ့နော်ဆိုတော့ adaptive ဖြစ်တဲ့ leadership အနေနဲ့ကဘယ်လိုမျိုးလဲဆိုလို့ရှိရင်ခေါင်းဆောင်မှုက social influence process တစ်ခုဖြစ်ပြီးတော့ position အနေနဲ့သွားတာမဟုတ်ဘူးပေါ့ social influence process တစ်ခုမှာဒါက Oxford Handbook leadership မှာပြောခဲ့တဲ့အရာတစ်ခုပေါ့နော် collective leadership ကတိုင်းပြည်အသီးသီးကခေါင်းဆောင်တွေတိုင်းပြည်ပြည်နယ်နဲ့အသီးသီးကခေါင်းဆောင်တွေအကုန်လုံးစုပေါင်းပြီးတော့သွားမယ်ဆိုလို့ရှိရင် social influence process တစ်ခုကိုသွားနိုင်တယ်ဆိုတော့ဒီမှာ strong leadership ကပြောတဲ့ social influence process ဆိုတာလူတစ်စုလည်းကိုစားပြုမှာလားပြီးရင် crisis ကာလမှာမြန်ဆန်ဖို့ထက်ထိရောက်ဖို့ထက်မှန်ကန်ဖို့ကအရေးကြီးရတာ resilient အရေးကြီးရတာပြန်စဉ်းစားသင့်တယ်ပြီးတော့အကြက်တဲကာလမှာလူတွေက condition လိုနေရဆိုတာမှန်တယ်ဒါပေမဲ့ပြန်ကိုပြန်တွေးရမှာ condition တွေလို့သတ်မှတ်ထားတဲ့လူတွေကတကယ်ကယ်တင်နိုင်နေတာပေါ့နော်ဆိုတော့ဘာဖြစ်လို့လဲဆိုရင်မြန်မာနိုင်ငံနဲ့အခြေအပြီးချပြီးတော့ပတ်သက်ပြီးတော့ပြန်ပြောရမယ်ဆိုရင်မြန်မာနိုင်ငံက diverse အရန်ဖြစ်တယ်တိုင်းရင်းသားတွေကကွဲပြားပြီးတော့အရန်ရှိကြတယ်ဆိုတော့ဒီ diversity ကို weakness လို့တွေးနေသူတွေကတော့အဆင်ပြေမှာမဟုတ်ဘူး strength လို့တွေးလိုက်ပြီးဆိုရင်ဒီလိုမျိုး top down leader တွေကချမှတ်လိုက်တဲ့အရာတွေကအခြားသော minority ကို exclude လုပ်သွားတယ်ဆိုတော့ဘာလို့ minority exclusion ဖြစ်တဲ့ဟာကိုပဲဖြည့်ပြောနေရလဲဆိုလို့ရှိရင်ဘလောက်ပဲအခြားအဖက်ကနေပြီးဖြည့်ပြေးတွေလူတစ်ယောက်ကဘလို့မှအားလုံးကိုခြုံငုံပြီးတော့မတွေးနိုင်ဘူးဒါဒီလဲ conflict နဲ့ပတ်သက်တဲ့ theory တစ်ခုအနေနဲ့မြင်ရမှာပါဆိုတော့လူတစ်ယောက်ကအကယ်၍တစ်ဖက်ကို LGBT ဘက်ကိုစောင်းနေပြီးတွေးနေရဆိုလို့ရှိရင်တခြားသော social conflict မှာတိုင်းနာအရေးလူမျိုးရေးဘာသာရေးဒါတွေကိုမြင်နိုင်မှာမဟုတ်တော့ဒါပေမဲ့အဲ့ဒါကိုမြင်နိုင်နေဆိုလို့ရှိရင်တော့တချို့တွေဆို homophobic ဖြစ်တဲ့စကားဆောင်တွေလည်းရှိနေတော့မယ်ဆိုတော့ဒီခေါင်းဆောင်ရဲ့behavior တွေ characteristic ပေါ်ပြတည်ပြီးတော့တိုင်းပြည်ကတွားနှိမ်မဲ့အစားကိုကစီးစီးလုံးလုံးရှိရဲ့ဥဆောင်မှုအပြည့် inclusive ဖြစ်တဲ့အရာတစ်ခုကိုသာတွားလိုက်မယ်ဆိုလို့ရှိရင်တော့ပို့ပြီးတော့တိုင်းပြည်အတွက်တွားကျင်တဲ့ reform တစ်ခုကိုရောက်နိုင်မယ်မဟုတ်ဘူးလားလို့အဆိုတပြည့်နေတာဟုတ်ကဲ့ပါဆိုတော့ကျွန်တော်တို့ဆက်ပြီးတော့ပြန်တွေးကြည့်မယ်ဆိုရင် collective leadership ကတကယ်တမ်း inclusive ဖြစ်နိုင်ရဲ့လားပေါ့လေကျွန်တော်တို့ပြောကြတယ်ပေါ့လေ inclusivity ရှိဖို့အားလုံးစုံလင်ကွဲပြားစွာပါဝင်မှုဆိုတဲ့ကဏ္ဍကိုပြောတဲ့အခါမှာဆိုရင်အားလုံးကိုစုစည်းလိုက်ပြီဆိုတဲ့အနေအထားတစ်ခုမှာရောအဲ့ဒီစုစည်းလိုက်တဲ့ခင်းချင်းကတကယ် inclusive ဖြစ်ရဲ့လားပေါ့လေဒါကိုကျွန်တော်တို့ပြန်ကြည့်ဖို့လိုပါတယ်တခြားတစ်ဖက်ကိုပြန်ပြီးတော့မိကုန်းပြန်ထုတ်ရမယ်ဆိုရင်ဒါဆိုရင်တော့ကျွန်တော်တို့ strong leadership ဖြစ်သွားပြီဆိုတိုင်း inclusivity မရှိတော့ဘူးလားပေါ့လေဒါကိုလည်းကျွန်တော်ပြန်ကြည့်ဖို့လိုပါတယ်ဆိုတော့မြန်မာနိုင်ငံလိုအနေအထားကကျွန်တော်တို့ ethnic diversity အများများတဲ့နိုင်ငံဖြစ်တယ်ဆိုတော့ကျွန်တော် ethnic diversity ရှုထောင့်ရပဲပြန်ကြည့်မယ်ဆိုရင်ဒါ strong leadership အရင်အားကောင်းတယ်လို့ပြောလို့ရတယ်ကျွန်တော်တို့ဒီ Soviet ပြည်ထောင်စုခေတ်ကိုပြန်ကြည့်လို့ရတယ်ပေါ့လေဆိုတော့အဲ့မှာဆိုရင်လည်းပဲဒါ Soviet ကိုဒါ strong leadership အနေနဲ့အုပ်ချုပ်ခဲ့တဲ့အာဏာရှင်လို့ပြောလို့ရတဲ့ Stalin ကတကယ်တော့ Georgia နိုင်ငံသားဖြစ်ပါတယ် Russian လူမျိုးမဟုတ်ပါဘူးအဲ့လိုပဲသူ့ကိုဆက်ခံတဲ့ဒါ Brazilian ဆိုရင်လည်းပဲဒါ Ukrainian ဖြစ်တယ်ဆိုတော့ကျွန်တော်ပြန်ကြည့်လိုက်မယ်ဆိုရင်နေသားတစ်ခုမှာစုစည်းလူပုဂ္ဂိုလ်တိုးတယောက်တည်းကဥဆောင်လိုက်တယ်ဆိုတိုင်းအဲ့ဒီလူပုဂ္ဂိုလ်တိုးတယောက်ရဲ့ဥဆောင်မှုဒီ inclusive မဖြစ်တော့ပါဘူးလို့ကျွန်တော်တို့ပြောဖို့ခက်ပါတယ်ဒီတိုင်းနဲ့တည်းမှာပဲအားလုံးပါဝင်တယ်ဆိုတိုင်းဒါဒီ inclusive ဖြစ်သွားတယ်လို့ကျွန်တော်တို့ပြောဖို့ခက်ပါတယ်ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ collective leadership ရသွားတဲ့အခါမှာဘလောက်ပဲ collective ဖြစ်ဖြစ်နောက်ဆုံးမှကျွန်တော်တို့မဲပေးကြမှာပဲလေဟုတ်တယ်မလားဆိုတော့မဲပေးကြတဲ့အခါမှာအားလုံးပါဝင်တဲ့ဥဆောင်တဲ့အားလုံးရဲ့စကားအသံတွေကပါဝင်တယ်ဆိုတဲ့အနေအထားတစ်ခုကိုဘယ်လိုပြောင်းလဲမှုတွေကျွန်တော်တို့ဖော်ဆောင်နိုင်မှာလဲဆိုတော့ခေတ်ပြိုင်သမိုင်းကြောင်းတွေကိုပြန်ပြီးတော့လေ့လာဆန်းစစ်ဖို့လိုပါတယ်ကျွန်တော်တို့လက်တွေ့ကမ္ဘာမှာဖြစ်နေတဲ့အခင်းကျင်းမှာအားလုံးပါဝင်နိုင်တဲ့စုပေါင်းခေါင်းဆောင်လာတဲ့နိုင်ငံရေးစီးပွားရေးစုဖွဲ့ပြောင်းလဲမှုဆိုတာဒီဘယ်တော့ခါမှကျွန်တော်တို့အောင်မြင်နေဆိုတာမရှိပါဘူးပြုပြင်ပြောင်းလဲမှုတွေဖြစ်သွားတယ်အောင်မြင်သွားတယ်ဆိုတော့လက်တွေ့ကမ္ဘာမှာတရေတာတကားတွေမရှိပါဘူးဒါတွေကိုလည်းကျွန်တော်တို့ပြန်ကြည့်ဖို့လိုပါတယ်ကျွန်တော်တို့ကဒီ theory နဲ့ချိတ်ဆက်ပြီးတော့ဒါတွေးကြည့်တဲ့အခါမှာဆိုရင်ဒီလိုဆိုရင်တော့ဒါတွေဖြစ်နိုင်တာပဲလို့မြင်အောင်ကြည့်လို့ရပါတယ်ဒါပေမဲ့ကျွန်တော်တို့ရဲ့လက်တွေ့ကဘာကကျွန်တော်တို့ theory တွေကပြောတယ်လို့မျိုးအမြဲတမ်းမှန်ကန်နေရမဟုတ်ဘူးဆိုတာကိုလည်းကျွန်တော်တို့ကြည့်ဖို့လိုပါတယ်
ဒီမှာစကားလေးတစ်ခုပြောချင်ပါတယ်လူတိုင်းကထင်ကြတာ hero မရှိငါတို့တွေ zero ဖြစ်သွားမယ်လို့ထင်ကြရတယ်ပေါ့နော်ဒါပေမဲ့တကယ်ရော hero မရှိဘဲနဲ့နေနိုင်တာကိုနိုင်က hero ဖြစ်လို့မရဘူးလားပေါ့နော်အဲ့ဒါလေးတစ်ခုပြောချင်ပါတယ်ဘာဖြစ်လို့လဲဆိုလို့ရှိရင်လူတွေကိုကိုစားပြုနိုင်တဲ့ collective system ဆိုတာကအရန်ကို superficial ဖြစ်တယ်လို့လူတွေကယူဆတယ်ဘာလို့ superficial ဖြစ်ကြလဲလိုက်မလုပ်ကြလို့ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ reform တစ်ခုကလူတယောက်ရဲ့ပြတ်သားမှုလူတယောက်ရဲ့ဆုံးဖြတ်ချက်တစ်ခုသာမူတည်နေအဲ့ဒီ reform ကအာဏာရှင်စနစ်ကိုပြန်ပြီးတော့ရောက်သွားနိုင်မလားဒီလူကရော authoritarianism ကိုထပ်ပြီးတော့ထပ်လောင်းပြီးတော့ကိုစားပြုတ်ပြီးတော့သွားနေဘယ်လိုလုပ်မလဲပေါ့ပြီးတော့နောက်တစ်ခုကလေအခုလေအားလုံး NUG ကိုလည်းသိကြမှာပါဆို NUG ရဲ့ collective leadership က fail ဖြစ်တယ်လို့လူတွေကပြောကြတယ်ဘာကြောင့် fail ဖြစ်လဲဆိုရင် collective leadership ကြောင့်မဟုတ်ဘဲနဲ့အရင်တုန်းကရှိခဲ့တဲ့အရင်တုန်းကအတွေးခေါ်တွေကဆက်ပြီးတော့ရှိနေတော့မယ်ပေါ့နော်အရင်တုန်းကရှိခဲ့တဲ့ authoritarianism ဒီဥဆောင်တဲ့ strong leadership ဆိုတဲ့အတွေးခေါ်တွေက traditional leadership တွေကရှိနေတဲ့အချိန်မှာဘယ်လို့မှဒီဟာကို collective leadership solid ဖြစ်တဲ့စစ်မှန်တဲ့အရာတခုမခေါ်ဆောင်နိုင်ဘူးပေါ့နော်ဆိုတော့စနစ်ဟောင်းအကျွင်းကြံတွေကိုမရှိဘဲနဲ့အဲ့ဒီ trust တွေကမရှိနေတဲ့အချိန်မှာဒီ trust တွေကိုပြန်ပြီးတည်ဆောက်နေရတယ်ဒါတွေက fail နေတာဆိုတော့အဲ့ trust တွေကဘယ်ရလာလဲဆိုတော့ strong leadership ဖြစ်ခဲ့တဲ့ strong leadership ကဖန်တီးခဲ့တဲ့ကိုတူလူတစုကိုပဲဥတီပြီးတော့လုတ်ခဲ့တဲ့ဥပဒေတွေဥတီပြီးတော့လုတ်ခဲ့တဲ့အရာတွေကတိုင်းသားချင်းလူမျိုးချင်းကြားထဲမှာ trust building ကတော်တော်ကြီးကိုပျက်စီးနေတဲ့အတွက်ကြောင့်အဲ့လိုဖြစ်တာဆိုတော့ဒီလိုမျိုးခိုင်မာတဲ့ဥဆောင်မှုကိုလက်တီးတစ်ပါအောင်စုပ်ထားတဲ့လက်တွေကဒါလိုက်ပြီးတော့ဥဆောင်မလားမတူတဲ့လက်တွေမတူညီတဲ့လက်တွေကအချင်းချင်းဆွဲကင်ပြီးတော့ငါတို့တွေအတူတူဥဆောင်ကြမယ်ဆိုတော့အဲ့ဒါကခိုင်မာပြတ်သားတဲ့ဥဆောင်မှုလားဆိုတာကိုပြန်ပြီးတော့တစ်ဖန်စဉ်းစားသိချင်ပါတယ်ဆိုတော့ strong ဖြစ်တဲ့လူကတော့ငါကဆုံးဖြတ်မယ်နင်တို့လိုက်နာဆိုတာထက်အားလုံးစုပြီးတော့ငါတို့တွေဆွေးနွေးကြမယ်တိုင်ပင်ကြမယ်ဆုံးဖြတ်ကြမယ်ဒါအောင်ငါတို့လိုက်နာရမယ်ဆိုတဲ့ဟာမျိုးနဲ့သွားရတာပို့ပြီးတော့ကောင်းမယ်လို့မြင်ပါတယ်ရှင်ဟုတ်ကဲ့ပါဆိုတော့ကျွန်တော်တို့ဒီတာမန်အနေထားတစ်ခုမှာဆိုရင်ကတော့ collective leadership ကတော့ကောင်းတယ်ဆိုတဲ့အနေထားမျိုးကျွန်တော်တို့မြင်ကြည့်လို့ရတယ်ပေါ့လေအားလုံးဆွေးနွေးကြမယ်ဆုံးဖြတ်ကြမယ်ဒါမဲပေးကြမယ်အားလုံးရဲ့အမြင်သဘောထားတွေကိုကျွန်တော်ထည့်သွင်းပြီးတော့ဆုံးဖြတ်ကြမယ်ပေါ့လေဒါပေမဲ့တကယ်တမ်းနိုင်ငံရေးစီးပွားရေးအချက်တဲကာလလို့ပြောတဲ့ခါမှာကြာရင်တကယ်အချက်တဲကာလမှာကျွန်တော်တို့အားလုံးသဘောတူညီချက်တွေရအောင်ယူကြမယ်အားလုံးမဲပေးကြမယ်ဆိုကြပါစို့ဒီနိုင်ငံတနိုင်ငံကိုတခြားတစ်နိုင်ငံကလာပြီးကျူးကျော်နေတဲ့အခါမျိုးမှာကျွန်တော်တို့လွှတ်တော်ကြီးခေါ်ပြီးတော့ဒါအားလုံးဒါတိုင်းရင်းသားပါတီပြည်သူတွေအားလုံးမဲပေးထားတဲ့သဘောတူညီချက်နဲ့ကျွန်တော်တို့ဒါဥပဒေတွေပြုကြမယ်ဘယ်လိုလုပ်ကြမလဲဆိုရဲအနေအထားတွေကိုကျွန်တော်တို့စဉ်းစားနေမယ်ဆိုရင်ကျွန်တော်တို့မှာအချိန်မရှိပါဘူးဆိုတော့လက်တွေ့ကဘာမှာကြုံနေရတဲ့နိုင်ငံရေးစီးပွားရေးလူမှုရေးဆိုတဲ့ပဋိပက္ခတွေကအချိန်နဲ့အမျှစက္ကန့်နဲ့အမျှပြောင်းလဲနေတာဖြစ်ပါတယ်ဆိုတော့ဒါတွေကိုကျွန်တော်တို့ကင်တွယ်ဖြည့်ရှင်းမှုဆိုတဲ့အခါမှာလူတွေအားလုံးရဲ့သဘောတူညီချက်ကိုကျွန်တော်တို့ရမှသာအလုံးစားလုပ်ကြမယ်ဆိုရင်အဲ့ဒီလောက်ကဘယ်တော့မှဖြစ်မှာမဟုတ်ပါဘူးဒါဒီကျွန်တော်တို့လက်တွေ့မြေပြင်ခင်းချင်းမှာလည်းမြင်နေရတဲ့အနေအထားတစ်ခုဖြစ်ပါတယ်အားလုံးပါဝင်မှရမယ်အားလုံးပါဝင်မှခေါင်းဆောင်ကြမယ်ဆိုတော့ခေါင်းဆောင်ကြရင်အားလုံးပါဝင်မယ်ဆိုပြီးဒီတန်တရားမှာပဲကျွန်တော်တို့လည်နေရဖြစ်ပါတယ်ဆိုတော့ဒီမှာပဲကျွန်တော်တို့ပိတ်မိနေရပြပြပြောင်းလဲမှုဆိုတော့ခဏထားလိုက်အောင်ကျွန်တော်တို့တကယ်လက်တွေ့ကြတဲ့အရွေးတွေကိုတော့မလှမ်းနိုင်တဲ့အနေအထားမျိုးကျွန်တော်တို့ကြုံရတာဖြစ်ပါတယ်ဆိုတော့အားလုံးကောင်းဆောင်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဘယ်သူကတာဝန်ခံပြီးဘယ်သူကတာဝန်ယူပြီးတော့ဘယ်သူဦးဆောင်မှုနောက်ကိုလိုက်ကြမလဲဆိုတဲ့သဘောတရားကိုကျွန်တော်တို့ပြန်ကြည့်ဖို့လိုပါတယ်ဆိုတော့ကျွန်တော်တို့လူတွေရဲ့သဘောတရားကိုဒီ sociology ရှုထောင့်ကနေပြန်ကြည့်မယ်ဆိုရင်လူသားတွေရဲ့တစ်ခုခုပေါ်မှာအာယုံစူးစိုက်နိုင်စွမ်းတစ်ခုခုပေါ်မှာလုံနိုင်ကင်နိုင်စွမ်းဆိုတာကလွှမ်းမိုးမှုရှိတဲ့ပုံမှာအများကြီးမူတည်ပါတယ်ကျွန်တော်တို့ဘယ်သူတွေက influence ဖြစ်ပြီးတော့ဘယ်လောက်တိုင်းဒါဒီကျွန်တော်တို့ရွေ့သွားကြလဲဆိုတော့အရွေ့ပုံမှာမူတည်ပြီးတော့သွားကြတာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ကဘယ်သူတွေရဲ့ဥဆောင်မှုနောက်ကိုလိုက်ပြီးတော့ဘာလုပ်ကြမလဲဆိုတာဝေဝါးနေတယ်ဆိုရင်ဘယ်လိုမျိုးကျွန်တော်တို့ပြင်ပြောင်းလဲမှုတွေရှေ့ဆက်သွားကြမှာလဲအားလုံးကတော့အခန်းထဲမှာထိုင်ပြီးဆွေးနွေးလိုက်ကြမယ်ဆိုရင် policy တွေမူဝါဒတွေဥပဒေတွေအများကြီးထွက်လာကြမှာပဲဆိုတော့ကျွန်တော်တို့ဘယ်ဟာကိုသဘောတူညီပြီးတော့ဘယ်ဟာကိုလုပ်ပြီးတော့အချက်တဲကာလကိုဘယ်လိုဖြည့်ရှင်းကြမှာလဲခင်ဗျာဒါကိုကျွန်တော်တို့တွေးဖို့လိုပါတယ်နောက်ဆုံးအနေနဲ့ပေါ့နော်အားလုံးလည်းသိကြတယ်ဒေါ်အောင်ဆန်းစုကြည်နဲ့ပတ်သက်ပြီးတော့ဒီကိစ္စလေးဆွဲထည့်ခြင်းပါတယ်ဆိုတော့ဒေါ်အောင်ဆန်းစုကြည်ကအရန်ကို charismatic ဖြစ်တယ်အရန်ကို strong ဖြစ်တဲ့ leadership ဖြစ်တယ်လူတိုင်းကလည်းအရန်ကိုကြိုက်ကြတယ်ပေါ့နော်ဒါကကျမတို့ရဲ့ဒီအလဲပိုင်းကလူတွေရဲ့အမြင်ပေါ့ဆိုတော့2015 2020မှာသူဒီလုံးဝထိပ်ပိုင်းကနေပြီးတော့ရွရွချွေချွေတိုက်ခိုက်ပြီးတော့ဒီလူတစုကိုအရွေ့တစ်ခုကိုပြောင်းအောင်ပေါ့သူက democracy နဲ့ပတ်သက်ပြီးတော့ democratization ကိုသူရအောင်လှုပ်ဆောင်တယ်ဒါပေမဲ့ကိုရီအမြင်မှာကျတော့ငါတို့ကတော့ crisis ကာလတော့မဟုတ်နေဘူးဆိုမဲ့တကယ်နိုင်ငံရဲ့အစွန်ဖျားဒေသတွေနိုင်ငံရဲ့တခြားဒေသတွေကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်တို့မှာ conflict area တွေအများကြီးဖြစ်နေဒါပေမဲ့ဒါကိုကြတော့ဒေါ်အောင်ဆန်းစုကြည်အနေနဲ့သိတာရှိမယ်မသိဘဲနဲ့ neglect လုပ်တာရှိမယ်ဒါဒီကျွန်မမသိနိုင်တဲ့ကိစ္စပါဒါပေမဲ့
သူ့ရဲ့ leadership skill ဒီအရန် strong ဖြစ်တယ်ဆိုပေမဲ့ top down ဖြစ်တဲ့အတွက်ကြောင့်တိုင်းရင်းသားလူမျိုးပေါင်းစုံသူမကြည့်နိုင်ဘူးသူကိုစားမပြုနိုင်ဘူးဆိုတော့ genocide တွေဖြစ်ခဲ့တဲ့ကိစ္စတွေမှာတော့သူဒီဒါကိုမှန်ကန်စွာမရက်တည်နိုင်တဲ့ကိစ္စတွေအများကြီးရှိနေခဲ့တယ်ဆိုတော့ဒီလိုမှဆိုလို့ရှိရင်ကျမတို့အနေနဲ့ echo chamber လို့ပြန်ပြောလို့ရမှာအောက်ကလူတွေကသူ့ကိုတည်မပေးလို့ तू မသိဘူးလို့ပြောရမလားဒါမှမဟုတ်သူ့ရဲ့ဆုံးဖြတ်ချက်မှားတယ်လို့ပြောရမလားဆိုတော့ဒီခေါင်းဆောင်တယောက်ကလှုပ်လိုက်တာနဲ့နိုင်ငံရဲ့တခြားသောအရာတွေကပြက်စီးသွားတာဘာဖြစ်လို့လဲဆိုတော့နိုင်ငံမှာကတိကျသေးကြတဲ့စနစ်တစ်ခုတိကျသေးကြတဲ့လူတိုင်းက decision ချမှတ်မယ်ဒီ decision ဆိုတဲ့စနစ်တစ်ခုမရှိဘဲနဲ့ဒီခေါင်းဆောင်ဘောပဲဥတီပြီးတော့သွားနေအရွေတွေဖြစ်နေတဲ့အတွက်ကြောင့်ဒီစနစ်ကြောင့် reform ဒီ fail ဖြစ်တယ် तू ဖန်ခံရတဲ့အချိန်ဒီလိုမျိုးခုဖြစ်သွားတဲ့အချိန်မှာသူ့နောက်မှာလိုက်ပြီးတော့ရွချွတ်တိုက်ပြီးတော့လုံးမဲ့လူဆိုတာမရှိနေခဲ့ဘူးအဲ့ဒီအချိန်မှာလေဆိုတော့ဒီလိုမျိုးမှဆိုလို့ရှိရင်ပါတီနဲ့အစိုးရရန်နေရမှာဒေါ်စုမပါဘူးဆိုလို့ရှိရင်ခြားသောဆုံးဖြတ်နိုင်တဲ့ခေါင်းဆောင်တွေဘယ်သူရှိနေခဲ့လဲပေါ့နော်အဲ့အချိန်ဆိုတော့ဒီလိုအရာတွေဒီပို့ပြီးတော့top down ဖြစ်တဲ့အရာတခု strong leadership ရဲ့ weak point တွေကိုဒါကိုရီမြဝါထင်နေမြင်ခဲ့လိုက်ရတယ်ပေါ့နော်ဆိုတော့ဒီမှာဆိုလို့ရှိရင် collectively ဆိုတာလေလူတိုင်းကအရန်ကြီးကိုအားလုံးစုပေါင်းပြီးသွားနေရလို့မဆိုလို့ဘူးအဓိက inclusive ဖြစ်ခြင်းဆိုတာကလည်းငါတို့အကုန်လုံးပါမယ်မဆိုလို့ဘူးဒါပေမဲ့အခုစားပြည့်တဲ့လူတရားအနေနဲ့ရှိနေတဲ့တယ်လို့မြင်ပါတယ်ဟုတ်ကဲ့ပါဆိုတော့ကျွန်တော်တို့လူတွေရဲ့စဉ်းစားတွေးခေါ်တဲ့ပုံစံကအရင်အောက်ကိုကောင်းနေပေါ့နော်ဆိုတော့အီရန်နိုင်ငံလိုမျိုးလုံးဝကြီးဖိနှိပ်ချုပ်ချယ်မှုတွေအရင်အားကောင်းပြီးတော့ဘာသာရေးအာဏာရှင်စနစ်ကိုကျင့်သုံးတဲ့နိုင်ငံတစ်ခုမှာလွန်ခဲ့တဲ့2လကပေါ့နော်ဒီဇန်နဝါရီ10ရက်9ရက်ကာလမှာဆိုရင်လူပေါင်း3000ကျော်လောက်လက်မထွက်ပြီးဆန္ဒပြခဲ့ကြတယ်အဲ့တွေက2ရက်ထဲမှာပဲလူ9000လောက်တည်သွားတယ်ဗျဆိုတော့အဲ့အနေထားတစ်ခုပေါ့လေဆိုတော့အဲ့9000လောက်တည်သွားပြီးတော့ဒီပြင်ပြောင်းလဲမှုကြီးကဘာဆက်ဖြစ်သွားခဲ့လဲပေါ့လေဆိုတော့ဒီတိုင်းပဲပျောက်ကွယ်သွားတယ်ဆိုတဲ့အနေထားကိုကျွန်တော်တို့ကြုံရတယ်ဆိုတော့ဘာကြောင့်လဲဆိုတော့အဲ့လူ3000ကျော်လောက်ကတီဟီရန်မြို့ကြီးတစ်မြို့ထဲမှာဆန္ဒပြတဲ့ကိစ္စကြီးကိုတကယ်ဥဆောင်ပြီးတော့ရန်နေရတစ်ခုနဲ့ strong leadership ဆိုတဲ့ဟာကျွန်တော်တို့မှမရှိခဲ့လို့ဆိုတဲ့အနေထားကိုလက်တွေ့မြင်ရတာဖြစ်ပါတယ်ဆိုတော့ဒီလွန်ခဲ့တဲ့နှစ်ပေါင်း9နှစ်လောက်တုန်းကဆိုရင်လည်းပဲလူပေါင်း1000ကျော်လောက်လမ်းမတွေပေါ်မှာထွက်ပြီးတော့ဆန္ဒပြခဲ့တဲ့ဖြစ်စဉ်တွေရှိခဲ့တယ်ဆိုတော့အဲ့နောက်မှာကျွန်တော်ချက်ချင်းပြောင်းလဲသွားတဲ့ဖြစ်စဉ်ကြီးဘာဖြစ်သွားခဲ့လဲပေါ့လေဆိုတော့ဒါဒီကျွန်တော်တို့ collective leadership ကိုပြန်ကြည့်လို့ရတဲ့အခင်းကျင်းတစ်ခုလို့မြင်လို့ရပါတယ်နောက်တစ်ခုကကြတော့ကျွန်တော်တို့ဒီမြန်မာနိုင်ငံနဲ့ case နဲ့ပြန်ကြည့်မယ်ဆိုရင်ဒါ2019ကနေပြီးတော့2019ဒီ genocide case ဖြစ်ခဲ့တယ်ဒါဒီ strong leadership ကြောင့်မို့လို့ဖြစ်တယ်လို့လည်းတချို့ယူဆရတဲ့လူတွေရှိတယ်ပေါ့လေဆိုတော့ဒါဆိုရင်2019 2018 19ကာလတုန်းကဒါတိုင်းရင်းသားခေါင်းဆောင်တွေထားပါဆိုဒီ ERO တွေပဲဖြစ်ဖြစ်ဒါလူနည်းစုခေါင်းဆောင်တွေပဲဖြစ်ဖြစ်ဒါတယောက်ယောက်ကများ genocide ပါဒါဒီကိစ္စတွေ genocide ဖြစ်တယ်ဒါကြီးကိုကျွန်တော်တို့တွန်းလှန်ရမယ်ဆိုပြီးတော့ဒီထင်ရှားပြီးတော့အင်အားကြီးတဲ့တခြားသောစုစည်းမှုလို့ပြောလို့ရတယ် collective leadership လို့ယူဆနိုင်တဲ့အစုဖွဲ့ခေါင်းဆောင်တွေကကျွန်တော်ဘယ်သူတွေရက်တည်ပြီးတော့ပြောခဲ့တာရှိလဲပေါ့လေကျွန်တော်ဒီ ERO တွေကရောဘယ်သူတွေပြောခဲ့တာရှိလဲဘယ် ethnic leader တွေကရောဒါကြီးကိုကျွန်တော်တို့တွန်းလှန်ခဲ့တာရှိလဲပေါ့လေဆိုတော့ပြောချင်တဲ့ point ကကြတော့ကျွန်တော်တို့ strong leadership ရှိသည်ဖြစ်စေ collective leadership ရှိသည်ဖြစ်စေဒီကိစ္စကြီးမှာကျွန်တော်တို့အားလုံးကပူးပေါင်းပါဝင်ခဲ့တယ်ဆိုတဲ့သဘောတရားဆိုတဲ့အနေထားကိုလည်းကျွန်တော်တို့မြင်ရတာဖြစ်ပါတယ် maybe collective leadership ဖြင့်ဒီထက်ပိုဆိုတာမျိုးကျွန်တော်တို့မဖြစ်လာနိုင်တော့ဘူးလားပေါ့လေstrong leadership နဲ့ပတ်သက်ပြီးတော့ပေါ့နော်ခုနကပြောရလို့ ERO တွေရောငြိမ်နေရလားပေါ့နော်နည်းဖြစ်နေရလားပေါ့တကယ်ပြန်တွေးကြည့်မယ်ဆိုလို့ရှိရင်ဒီ ERO တွေရောနိုင်ငံကောင်းဆောင်ရေးမှာနိုင်ငံကောင်းစားသွားပြီမြန်မာနိုင်ငံကောင်းစားသွားပြီဆိုမြန်မာနိုင်ငံရဲ့ဒီစပွဲကုံမှာတက်ပြီးတော့စကားပြောခွင့်ရောသူတို့ရခဲ့လားပေါ့ဒါပြန်ပြီးတော့စဉ်းစားခဲ့ရမှာဘာဖြစ်လို့လဲဆိုရင် responsibility legitimacy သူတို့မှာ legitimacy တခုရှိခဲ့လားပေါ့နော်အဲ့အချိန်မှာဘယ်လောက်ပဲ ceasefire ကြီးထိုးထားတယ်ပြောမထိုးထားဘူးပဲပြောသူတို့မှာသူတို့ရပိုင်ခွင့်သူတို့လုပ်ပိုင်ခွင့်သူတို့ legitimacy မရှိဘူးဆိုရင်သူတို့အနေနဲ့ responsibility လိုက်ယူမှာမဟုတ်ဘူးပေါ့နော်အဓိကဒီနိုင်ငံရဲ့ငါတို့ကတော့ဗလဲအတိုင်းမေခံမှာလို့ပြောထားတယ်ဆိုလို့ရှိရင်ဒီနိုင်ငံရဲ့ responsibility legitimacy တခုယူထားရင် responsibility ကနောက်ကလိုက်တာပဲဆိုတော့ဒီဟာဒီဒေါ်စုရဲ့ဆုံးဖြတ်ချက်ဒီကောင်းဒီမကောင်းဒီဆိုတာထက်နိုင်ငံရဲ့ system ကတဦးတယောက် hero ကိုငါတို့ကယူဆနေတဲ့ hero ကိုပဲမြင်နေတဲ့အတွက်ကြောင့်ဒီတယောက်ကဆုံးဖြတ်လိုက်တဲ့အချိန်မှာနိုင်ငံရဲ့ system ကမကောင်းတော့တဲ့အချိန်မှာအဲ့လိုမျိုးတွေ genocide ကိုneglect လုပ်တဲ့ကိစ္စ genocide ကိုထောက်ခံတဲ့ကိစ္စတွေဖြစ်လာခဲ့တာပေါ့နော်ဆိုတော့ပြောချင်တာကဒီ reform တခုကိုကကြည့်မယ်ဆိုလို့ရှိရင်အာဏာရှင်စနစ်ကိုဖြစ်စေရဲဆိုတဲ့ဟာမျိုးကိုလည်းထပ်ပြီးတော့ဒါ
ထပ်လောင်းပြီးတော့မေးကျင်အာဏာရှင်စနစ်ဖြစ်နိုင်တယ်ဆိုတာမျိုးတွေးမိပြားပေါ့နော်ဘာဖြစ်လို့လဲဆိုရင်ဒီအရှိမဖြစ်သွားတဲ့ကိစ္စတွေမှာအာဏာရှင်စနစ် strong leadership ဆိုတာကဒီစစ်တပ်ကပေါ့နော်ကင်ပြီးတော့ဒါချုပ်ကင်ခဲ့တဲ့အရာနှစ်တွေပဲဆိုတော့ဒီစစ်ကချုပ်ကင်ခဲ့တဲ့နှစ်တွေမှာပြန်ကြည့်မယ်ဆိုရင်ဘယ်တော့မှ collective leadership လည်းမရှိခဲ့ဘူး ERO ရဲ့ပါဝင်မှုတွေကလည်းမရှိခဲ့ဘူးရှင်းရှင်းပြောရင် collective leadership ဆိုတာမြန်မာနိုင်ငံမှာတစ်စက်မှမရှိနေခဲ့ဘူးပေါ့နော်ဆိုတော့မရှိနေခဲ့တဲ့အတွက်ကြောင့်ဒီဟာကိုလူတွေရဲ့ဟာအခင်းအကျင်းကိုချပြလိုက်မယ်ဆိုရင်လူတွေကဒီ collective leadership ရောင်ဟိုးရင်တော့ traditional ပုံစံမျိုးပြန်သုံးနေခဲ့ဟာလည်းဖြစ်နိုင်တယ်လို့ပြီးတော့ဒါကိုမသိရဲ့အတွက်ကြောင့်ကိုကလိုက်လောက်ရမှာလဲကြောက်တာလည်းဖြစ်နိုင်တယ်ပေါ့နော်ဆိုတော့အဲ့အတွက်ကြောင့်ကိုရဲ့တိုင်းသားလူမျိုးဖောင်းဆောင်ပါဝင်နေဆိုလို့ရှိရင်တိုင်းသားလူမျိုးရဘယ်နှခုတွေလဲဘယ်နှစုတွေလဲပေါ့နော်အရန်တွေးစရာခေါင်း6တယ်ဆိုတာကိုလည်းနားလည်ပါတယ်ဒါပေမဲ့ဒါကိုတော့မကြောက်ကြဘူးပေါ့နော်ပြန်ပြီးတော့တေချာ definition ဖတ်ကြည့်ဖို့တော့တောင်းဆိုပါတယ်ဟုတ်ကဲ့ပါဆိုတော့ကျွန်တော်တို့ဒီခုနကဆက်ပြီးဆွေးနွေးသွားသလိုပဲပေါ့လေ legitimacy ရှိမှ responsibility ရှိမယ်အဲ့ဒီ responsibility ရှိမှ accountability ရှိမယ်ဆိုတဲ့သဘောတရားကိုပဲကျွန်တော်ပြန်ပြီးချိတ်ဆက်ပြီးတော့ဆွေးနွေးကြပါတယ်ဆိုတော့ကျွန်တော်တို့မှာဒီလက်ရှိအနေအထားမှာပေါ့လေဒီ genocide ကိစ္စနဲ့ပတ်သက်ပြီးပြန်ပြောင်းပြောကြတဲ့အခါမှာ NLD နဲ့ဒေါအောင်ဆန်းစုကြည်ဆိုပြီးကျွန်တော်တို့မှာဒီထောက်ပြစရာတစ်ခုရှိရပေါ့လေအဲ့လိုထောက်ပြစရာရှိနေခြင်းတည်လည်းပဲ strong leadership ရှိခဲ့တဲ့အတွက်ကြောင့်မို့လို့ကျွန်တော်တို့ accountability ရှိရဆိုတဲ့အနေအထားကိုကျွန်တော်တို့မြင်ရတာဖြစ်ပါတယ်အဲ့လိုမဟုတ်ဘဲနဲ့ကျွန်တော်တို့အားလုံးသာပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့မယ်ဆိုရင်ဘယ်သူကဘယ်သူကိုထောက်ပြပြီးတော့ဘယ်သူကဘယ်သူကို accountability ရှိပါတယ်လို့ကျွန်တော်တို့ပြောကြမလဲပေါ့လေအဲ့ဒီအနေအထားမှာအားလုံးသာကျွန်တော်တို့ collective leadership သာရှိခဲ့မယ်ဆိုရင်ကျွန်တော်တို့အားလုံး accountability တကယ်ဖြစ်ရလားပေါ့ကျွန်တော်တို့အားလုံးတကယ်တာဝန်ယူနိုင်တာဝန်ခံနိုင်ရလားပေါ့လေကျွန်တော်တို့ကောင်းတာတွေကိုတော့မျှဝေပြီးတော့ခံစားနိုင်ကြတယ်ဒါပေမဲ့စိုးရွားတဲ့ကိစ္စတွေဒါမှမဟုတ်တခုခုကျွန်တော်တို့အတွက်နာမည်ပြတ်နိုင်တဲ့ကိစ္စတွေဆိုရင်တော့တကယ်မျှဝေပြီးတော့ခံစားနိုင်ရလားပေါ့ကျွန်တော်တို့လူသားတွေကိုယ်တိုင်ပေါ့လေအားလုံးကမျှဝေခံစားနိုင်ရဲ့လားဆိုတော့ကျွန်တော်ပြန်ကြည့်ဖို့လိုပါတယ်ကျွန်တော်လက်ညှိုးထိုးပြီးပြောရတာတော့လွယ်တယ်ပေါ့လေအဲ့လက်ညှိုးကကိုယ့်စီကိုမထိုးလာခင်ချိန်ထိအားလုံးကလွယ်ကူပါတယ်ဒါကြောင့်မို့လို့လေကျွန်တော်တို့တာဝန်ယူမှုတာဝန်ခံမှုရှိတဲ့စနစ်တစ်ခုကိုအချက်တဲကာလမှာရင်ဆိုင်ဖြည့်ရှင်းဖို့ဆိုရင်လက်ညှိုးထိုးတာကိုခံနိုင်ရရှိတဲ့ strong leadership လိုတယ်ဆိုတာပြောချင်တာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ကောင်းတဲ့အခါမှာဆိုရင်တော့အားလုံးကဝိုင်းပြီးလက်ခုပ်တီးပေးကြပါမယ်တကယ်တမ်းအချက်တဲတွေကိုရင်ဆိုင်ကြော်လွှားပြီးတော့ဖြည့်ရှင်းဖို့ဆိုတဲ့အခါမှာခေါင်းဆောင်မရှိတဲ့အတွက်ကြောင့်မို့လို့လမ်းပြောင်းခဲ့ရတဲ့ဖြစ်စဉ်ကျွန်တော်တို့အများကြီးဖြစ်ခဲ့ပါတယ်ဒါဒီအခုမှကြုံရတာမဟုတ်ဘူး1962မှာလည်းကြုံခဲ့ရတယ်1988မှာလည်းကြုံခဲ့ရတယ်အခုထက်ထိလည်းကျွန်တော်တို့ကြုံနေရတော့မယ်ခေါင်းဆောင်မှုပြဿနာကိုပြန်ကြည့်တဲ့အခါမှာဆိုရင်ဘယ်သူကခေါင်းဆောင်မှာလဲဘယ်သူနောက်ကိုလိုက်ရမှာလဲငါတို့ကဘာကိုယုံကြည်ပြီးတော့ဘာအတွက်တိုက်ကြမှာလဲဆိုတော့ပေါ်မှာကျွန်တော်တို့ပြန်စဉ်းစားတဲ့အခါမှာအများကြီးလမ်းပြောက်ရတာကိုကျွန်တော်တို့ကြုံရတာဖြစ်ပါတယ်ဒါကြောင့်မို့လို့ကျွန်တော်တို့က legitimacy နဲ့ accountability ကိုပြန်ချိတ်ဆက်ပြီးစဉ်းစားကြည့်မယ်ဆိုရင်တာဝန်ယူမှုတာဝန်ခံမှုရှိနိုင်တဲ့ခိုင်မာပြတ်သားတဲ့ခေါင်းဆောင်မှုရှိမှအရွေးကိုသွားနိုင်မယ်ဆိုတာကိုကျွန်တော်တို့ပူပြီးရှင်းရှင်းလင်းလင်းမြင်လာရမှာဖြစ်ပါတယ်ညီမတို့ collective leadership နဲ့ပတ်သက်ပြီးတော့ပေါ့နော်ပြန်ကြည့်ရမယ်ဆိုရင် collective leadership မှာအကယ်၍မြန်မာနိုင်ငံ crisis ဖြစ်နေတဲ့ကာလမှာလူတဦးတယောက်ဒီဥဆောင်ပြီးတော့ပြောရတယ်ဥဆောင်ပြီးတော့သွားရဲဆိုရင်သူ့ရဲ့ responsibility ကတော့ရှင်းလင်းပြတ်သားတယ်တခုခုဖြစ်ဒီလူခံပေါ့နော်ဒါပေမဲ့ဒီလူပြီးရင်ဘယ်သူလဲပေါ့ဒီလူအဲ့လူပြီးရင်နောက်လူကဘယ်သူလဲပေါ့နော်ပြီးရင်ဒီလူကရောဒီ crisis ကာလမှာဒီပြဿနာဖြစ်နေတဲ့ကာလမှာတကယ်ကြီးရောဒီလူကိုယုံရမှာလားပေါ့ပြီးတော့နောက်တစ်ခုကတင်ရောဒီလူတွေကိုယုံလားပေါ့ဒီလူတယောက်ကိုယုံလားပေါ့နော်ယုံရမယ့် trust တခုရှိလားပေါ့အဲ့ဒါတွေအများကြီးမိကုန်းပြန်ပြီးစရာတွေဖြစ်တယ်ဆိုတော့ဒီလိုမျိုးလူပေါ်ပဲမူတည်ပြီးတော့သွားတဲ့အချိန်မှာဒီလူကကောင်းသည်ဖြစ်စေဆိုးသည်ဖြစ်စေအဲ့လိုမျိုးခံပါလားဒါမှမဟုတ်ဒီလူဆိုရင်နောက်တစ်ယောက်ကိုပြောင်းပါလားဆိုတော့အဲ့လိုမျိုးမိကုန်းထုတ်ရတဲ့အရာတွေအရင် vague ဖြစ်တဲ့ question တွေပြန်မေးနေရတယ်ဆိုတော့အဲ့အစားပို့ပြီးတော့ကောင်းတဲ့စနစ်တစ်ခုလူတိုင်းပါဝင်ပြီးတော့လူတိုင်းလုံနိုင်တဲ့စနစ်တစ်ခု leader 4ယောက်လား5ယောက်လားအဲ့လိုမျိုးထားပြီးတော့ဒီလူတွေကတယောက်မကောင်းရင်ပြဿနာဖြစ်လာမှသာနင်တာဝန်ခံလို့ပြောတာထက်ဒီပြဿနာကိုမဖြစ်ခင်တည်းကလူ9ယောက်စုပြီးတော့ငါတို့တွေဒါတော့မကောင်းဘူးနင်ပြောနေရတော့ဒါမကောင်းဘူးငါရဲ့အဆိုကတော့ဒါပေမဲ့ငါပြောတာမကောင်းရင်နင်လဲထောက်ပြဆိုတဲ့အားလုံးစုပေါင်းပြီးတော့လုပ်တဲ့စနစ်တစ်ခုကဒါပြဿနာကိုမလာခင်ဖြေရှင်းရမှာဆိုတော့ problem solving skill မှာအရင်ဆုံးပြဿနာမဖြစ်အောင်လုပ်ဖို့ကအရင်ဆုံးပေါ့နော်ပြဿနာဖြစ်လာပြီးတော့မှနောက်ဟာတစ်ခုဆိုတာနောက်ဟာဆိုလို့ရှိရင်လဲငါတို့တွေ okay ပြဿနာတစ်ခုဖြစ်လာပြီငါတို့စုပေါင်းပြီးတော့ပြန်ဖြေရှင်းတယ်ဆိုတဲ့ဟာမျိုးလဲဆက်သွားလို့ရတယ်ပေါ့ဆိုတော့အဲ့ဒီမှာနောက်ဆုံးအနေနဲ့တစ်ခုထပ်ပြောချင်တာကလေခိုင်မာရဲ့ပြဿနာတဲ့ခေါင်းဆောင်မှုဆိုတာနှစ်ခုစလုံးမှာရှိနိုင်တယ်လူအများကြီးလည်းခိုင်မာပြတ်သားလို့ရတယ်လူတစ်ယောက်တည်းလည်းခိုင်မာပြတ်သားလို့ရတယ်ဒါပေမဲ့ခေါင်းတစ်လုံးနဲ့ခေါင်းငါးလုံးနဲ့စဉ်းစားပြီးတော့ကြည့်လိုက်မယ်ဆိုဘယ်ဟာပိုကောင်းမလဲပေါ့နော်ပြီးတော့အဲ့ခေါင်းငါးလုံးကလည်းမတူညီရဲ့ပတ်ဝန်းကျင်မတူညီရဲ့ environment ကလာတာဖြစ်တဲ့ကြောင့်မတူညီရဲ့အတွေးအမြင်တွေရှိရဲ့အတွက်ကြောင့်အားလုံးကိုခြုံငုံပြီးတော့မကြည့်နိုင်ဘူးလားဆိုတာမျိုးလည်းစဉ်းစားရမယ်ဆိုတော့ကျွန်မအရှိရပြောခဲ့တယ်လို့ပဲလက်တီးကြစ်ပအောင်ဆုပ်ပြီးတော့ငါဟေးလို့អော်တဲ့လူတွေအားလုံးငါတို့မတူညီရဲ့လက်တွေမြဲအောင်ချိတ်ဆက်ပြီးတော့ငါတို့တူတူသွားကြမယ်ဆိုတာကပို့ပြီးတော့မကောင်းဘူးလားရှင်
ဟုတ်ကဲ့ပါဆိုတော့ပေါ့လေကျွန်တော်တို့နောက်ဆုံးအနေနဲ့ပြန်ပြီးတော့ပြန်ကြည့်လိုက်တဲ့အခါမှာကြာရင်collective leadership စုပေါင်းခေါင်းဆောင်မှုလို့ပြောတဲ့အခါမှာစုပေါင်းခေါင်းဆောင်မှုရဲ့ဝိသေသလက္ခဏာတွေဖြစ်တဲ့ကျွန်တော်တို့ဆုံးဖြတ်ချက်မပြတ်သားတာတွေနောက်တစ်ခုအနေနဲ့ကကျွန်တော်ကိစ္စတစ်ခုခုကိုဘယ်လိုဖြေရှင်းမလဲဆိုတော့ဝေဝါးမှုတွေအများကြီးရှိနိုင်တယ်အခုနောက်ဆုံးဆွေးနွေးသွားသလိုပဲပေါ့လေဒါခေါင်းငါးလုံးနဲ့စဉ်းစားရင်ပို့ပြီးတော့ဖြေထွက်နိုင်တယ်ပေါ့ဒါဆိုရင်အဲ့ခေါင်းငါးလုံးကြားမှာကျွန်တော်တို့သဘောတူညီချက်ရအောင်ဘယ်လိုညှိကြမလဲပေါ့လေအဲ့ခေါင်းငါးလုံးတစ်ပြိုင်တည်းစုံပြီးတော့အားလုံးသဘောတူညီချက်ဖြေရအောင်ကျွန်တော်တို့စောင့်နေကြပါလားဆိုတာကိုလည်းပြန်ကြည့်ဖို့လိုပါတယ်နောက်ထပ်အရေးကြီးဆုံးတစ်ခုကကျွန်တော်တို့လူတွေအားလုံးမှာ survival mode ဆိုတာရှိပါတယ်အားလုံးကအသက်ရှင်တန်ရေးတစ်ခုတည်းကိုပဲအာရုံစိုက်လာတဲ့ခါမှာကြာရင်ကျွန်တော်တို့မှာ ideology တွေစဉ်းစားတွေးခေါ်နိုင်စွမ်းတွေပျောက်သွားတတ်ပါတယ်အဲ့လိုအနေထားကနေလှုပ်နိုးပြီးတော့အကျက်တဲကာလာနိုင်ငံရေးစီးပွားရေးအကျက်တဲကာလာမှာရင်ဆိုင်ဖြည့်ရှင်းဖို့အတွက် survival mode ကနေလှုပ်နိုးနိုင်တာက charismatic leader ဖြစ်ပါတယ်တနည်းအားဖြင့်ဩဇာတိတ်ကမရှိတဲ့လွှမ်းမိုးနိုင်တဲ့ခေါင်းဆောင်တစ်ယောက်တည်းရဲ့ဒီခေါင်းဆောင်နောက်ကိုတော့ငါတို့လိုက်မယ်ဒီ ideology ကိုတော့ငါတို့ယုံကြည်မယ်ဆိုရဲအနေထားတစ်ခုတည်းကသာလျှင်ပြုပြင်ပြောင်းလဲမှုတွေဖြစ်စဉ်တွေအားလုံးကအဓိကအရေးကြီးဆုံးဖြစ်တဲ့ survival mode ကနေပြီးတော့လူတွေကိုဒါနဲ့ပတ်သက်ပြီးတော့အဆုံးထိတိုက်ပွဲဝင်နိုင်တယ်ဆိုရဲစိတ်ဓာတ်ကိုလှုံ့နိုးပေးနိုင်တာဖြစ်ပါတယ်။ခေါင်းဆောင်တွေအများကြီးကနေဒါကြီးလှုံ့နိုးပေးနိုင်တာမဟုတ်ပါဘူး။ခေါင်းဆောင်တစ်ယောက်တည်းနောက်ကိုတော့ငါတို့လိုက်မယ်ဆိုတော့မှဒီလူအုပ်ကြီးကဘယ်ကိုသွားမလဲဆိုတဲ့အရွေကိုဖန်တီးရဖြစ်ပါတယ်။ဒါကြောင့်မို့လို့ strong leadership ကိုကျွန်တော်တို့ပြန်ကြည့်တဲ့အခါမှာဆိုရင်တာဝန်ယူမှုတာဝန်ခံမှုရှိတဲ့ဘယ် decision နောက်ကိုလိုက်ပြီးတော့ဘယ်လိုသွားရမလဲဆိုရဲဥတီချက်လမ်းကြောင်းတစ်ခုရှိတယ်။ဒါနဲ့ပတ်သက်ပြီးတော့ဘယ်လိုမျိုးအကောင့်တွေဖော်မလဲဆိုရဲဒီရှင်းလင်းပြတ်သားတိကျပြီးတော့ပို့ပြီးတော့လည်းဒါထိထိရောက်အချက်တဲကာလမှာနိုင်ငံရေးစီးပွားရေးအချက်တဲကာလမှာရင်ဆိုင်ကြော်လွှာအဖြေရှာနိုင်မှာဖြစ်ပါတယ်။ဒါကြောင့်မို့လို့နိုင်ငံရေးစီးပွားရေးအချက်တဲကာလမှာဆိုရင်ပြုပြင်ပြောင်းလဲမှုတွေကိုလှုပ်ဆောင်နိုင်ဖို့အတွက်တိုးတယောက်ချင်းခေါင်းဆောင်မှု strong leadership ရှိမှသာလျှင်ရရှိနိုင်မယ်လို့ပြောကြရင်းနဲ့ဒီကုန်းချုပ်အပ်ပါတယ်collective leadership နဲ့ပတ်သက်ပြီးတော့ပေါ့နော်ဆုံးဖြတ်ချက်မပြတ်သားဘူးဝေဝါးတဲ့သဘောတူညီချက်တွေရဖို့အတွက်ခက်ခဲတယ်ဆိုလို့ရှိရင်အခုရှိနေတဲ့ဒီထဲမှာ mediator လည်းရှိမယ် facilitator လည်းရှိမယ်သူတို့ရဲ့ role ကဘယ်ရောက်သွားလဲပေါ့နော်ဆိုတော့သူတို့ရှိနေတဲ့ role ဆိုတာဒီလူတွေဒီလိုပြဿနာဖြစ်လာလို့ရှိရင်ဒါကိုဝင်ဖြေရှင်းဖို့အတွက်ဝင်ညှိနှိုင်းပေးဖို့အတွက်ရှိနေကြတာအခုအကိုနဲ့ညီမနဲ့နှစ်ယောက်ပြောနေရဆိုမှအချင်းချင်းပေါ့နော်ဟိုဘက်ဒီဘက်ပြောနေတာဒါပေမဲ့ဒီကြားထဲမှာဒါ mediator တယောက်ရှိမယ်ဆိုကိုနဲ့ညီမနဲ့ချစ်ချင်း common ground တစ်ခုညီသွားမှာပဲပေါ့နော်ဆိုတော့လူတိုင်းကသူတို့ရဲ့ role မှာသူတို့ရှိနေပြီးဒီဟာကိုဒါဆက်ပြီးတော့ collectively သွားမယ်ဆိုလို့ရှိရင် process oriented ဖြစ်တဲ့ collective leadership ကိုဒါသုံးမယ်ဆိုလို့ရှိရင်ညီမတို့လိုချင်တဲ့ပန်းတိုင်းညီမတို့လိုချင်တဲ့ကိုညီမတို့သွားချင်တဲ့ reform တခုမဖြစ်နိုင်ဘူးလို့ဘယ်လိုပြောနိုင်မလဲပေါ့နော်ဆိုတော့နောက်တစ်ခုက strong leadership ပဲsurvival mode မှာလူချင်းကိုဒါအားလုံးdecisive ဖြစ်တဲ့ပြတ်သားနဲ့သွားမယ်လို့ယုံကြည်ထားတဲ့အရာတစ်ခုပေါ့နော်ဒီမှာကအဲ့ဒါပြဿနာကဘာလဲဆိုတော့strong point of failure ကလူဖြစ်နေရပဲအဲ့ဒီလူတယောက်ကဥဆောင်ရင်အဲ့ဒီလူတယောက်က failure ဖြစ်ဖို့အတွက်အကြီးမားဆုံး weakness တစ်ခုဖြစ်နေဆိုတော့ system မှာ weakness တွေများလေဒီ system ပြတ်ဖို့ပဲလွယ်လေပဲဆိုတော့ထားပါတော့ကိုမောင်ကလုံးဝ strong leadership အရန်ကောင်းတဲ့လူကဲကိုမောင်တေသွားပြီဆိုသွားပြီးအမှအဲ့တပတ်တလားလောက်ကလုံးဝ failure တစ်ခုဖြစ်နေဒီ system ထဲမှာလေဒါပေမဲ့ collective leadership ကကြာအဲ့လိုမဟုတ်ဘူးကိုမောင်ကိုဦးမြဗလဲဒေါ်မြအများကြီးပေါ့နော်အမှ9ယောက်လောက်ရှိမယ်9ယောက်ထဲမှာ1ယောက်တေသွားလဲကိစ္စမရှိဘူးသူ့နေရာမှာစားထိုးဖို့လူတယောက်ရှိတယ်ဆိုတော့ပြောချင်တာက system တစ်ခုစနစ်တစ်ခုသာရှိနေမယ်ဆိုရင်ဒီ reform တစ်ခုဒီသွားချင်တဲ့အကျက်အတဲကိုကောင်းကောင်းမွန်ငါတို့ဘယ်ခိုးသွားချင်တာလဲငါတို့ဒီတစ်ပင်ကိုဖြတ်ချင်တာဒီတစ်ပင်ကိုရအောင်ဖြတ်နိုင်မယ်လို့ယုံကြည်ပါတယ်ပြီးတော့နောက်တစ်ခုကကျတော့သဘောတူညီချက်တွေသဘောတူညီယူဆချက်တွေဆိုတာခုန mediator ဆိုတာလေဒါ collective leadership ထဲမှာနေရာတစ်ခုအနေနဲ့ရှိတယ်ဒီလိုမျိုးပြဿနာတွေတက်လာရင်ဝင်ဖြေရှင်းဖို့ပေါ့နော်ဆိုတော့ကျမအနေနဲ့ကနိုင်ငံရေးစီးပွားရေးအကျက်တဲကာလမှာဒီပြတ်သားတဲ့တူးတဲ့ခေါင်းဆောင်မှုstrong decisive leadership တွေကမရှိဘူးဆိုရင်မြည်သည့်ပြဿနာမှာပြောင်းလဲမှု account ထဲမှာပေါ်နိုင်ပြီဆိုတာမြင်ဆိုပါတယ်ရှင်တပိတာတွေရဲ့အပြန်အလှန်ဆွေးနွေးမှုတွေကိုနားထောင်လို့အပြီးမှာတော့ပြည်သက်တွေကဆွေးနွေးတာတွေမေးခွန်းမေးမြန်းခဲ့တဲ့အစီအစဉ်လည်းရှိခဲ့ပါတယ်ဒီဘိုင်းကိုလည်းဆက်ပြီးနားဆင်ကြည့်ရအောင်ပထမကဒီအဆိုဘက်ကိုပြီးဒီအချက်တဲ့ကောင်like this leadership လိုရတော့ကျွန်တော်လက်ခံတယ်ဒါပေမဲ့အချက်တဲ့အဆုံးကာလမှာဒီ strong leadership ရခဲ့တဲ့လူကနေပြီးတော့ authoritarian ပေါ့နော်အာဏာရှင်မဖြစ်တော့ဘယ်လိုမျိုးတားဆီးလို့ရတယ်ပေါ့ဘာလို့တော့လုပ်နေလဲဆိုတာအဲ့ဒါလို့အခြေဘက်ပေါ့နော်အခြေဘက်ကိုမေးနေတာကဒီကျွန်တော်တို့ကျိုးစီးပွားများရဲ့ခင်းချင်းပေါ့ကျိုးစီးပွားရဲ့ပြီးတော့ဒီမတူကွဲတဲ့လူများရဲ့ခင်းချင်းမျိုးမှာဆိုရင်ဒီ collective leadership ကဟို inclusive ဖြစ်တာတော့ကျွန်တော်လက်ခံတယ်ဒါ
ဒါပေမဲ့အဲ့ inclusivity ကတကယ်ခုနပေါ့နော်ဟိုတကယ်စက်မှန်တရားမျှတတဲ့ representation ဖြစ်မဖြစ်ဘယ်လိုမျိုးကျွန်တော်တို့စမ်းသပ်လို့ရလဲလို့အားမခံနိုင်ဘူးကျွန်တော်တို့ကျွန်တော်လည်းပတ်မှဒီဘက်ထောက်ခံတယ်ပြောတော့เนาะဒီမှာလေးဟို round 7မှာနောက်ဆုံးပြောသွားတဲ့ဟာစိုက်ပြရမှာပေါ့เนาะဒါပေမဲ့ကျွန်တော်နားထောင်နေတာကြာပြီဒါပေမဲ့အဲ့ဒီတစ်ချက်တစ်ခုပဲကျွန်တော်ပြောင်းလိုက်တာပေါ့เนาะဒါပေမဲ့မိကတော့နှစ်ယောက်စလုံးလက်ရှိရပထမမိတစ်ခုကကြာတော့ဟိုညီမလေးပြောရတဲ့အမှာပေါ့เนาะ collective leadership ကိုဒီ definition မှတ်တာကြားလိုက်လို့ပေါ့เนาะအဲ့ဒါလေးပြန်ပြီးဖွင့်ပြပါလို့ပြောချင်တယ်ပြီးနောက်တစ်ခုကကြာတော့နောက်တစ်ခုကတော့နှစ်ယောက်စလုံးတော့ပေါ့နော်ဗမာစစ်တပ်တကယ်ပဲ leadership တူတယောက်ကောင် leadership လားအဝန် collective လားဆိုတော့နှစ်ယောက်စလုံးဖြစ်လို့ရတယ်အဲ့ဒါဘာသာသိချလဲပေါ့နော် collective ဆိုရင် collective အသိချဗမာစစ်တပ်အသိချတူတယောက်ကောင်ရဲ့ position နဲ့ချတာလားဆိုတာအဲ့ဒါလေးဖြစ်ပြီပါဟုတ်ကျွန်တော်နှုတ်စလုံးပြီးနေတာပေါ့နော်ပထမဆုံးကအဆိုဘက်ကိုပြီးနေတာကကျွန်တော်တို့ဒီ strong leadership မှာအကယ်လို့သူကအမှားတစ်ခုလုပ်ခဲ့တယ်ဆိုရင်တောင်းရင်မှုတောင်းခံမှုသူရှိပါတယ်လို့ဘယ်လောက်ပဲပြောပေါ့နော်ကျွန်တော်မှားပါတယ်ဆိုတဲ့ပြောတဲ့အဆင့်ထိကိုပဲပြောချင်တာလားဒါမှမဟုတ်သူ့ဥပဒေကြောင့်များရေးယူတဲ့အဆင့်ထိလုပ်မှာလားဆိုတော့သူကိုယ်တိုင်ရောသူ့ကိုရေးယူလို့ရမယ့်ဥပဒေကိုတကယ်ရောကြာချက်ပြီးထားနိုင်ရဲ့လားအဲ့ဒီဟိုမှာမှဖြစ်တဲ့ကဘယ်လိုရှိနိုင်လဲပေါ့နော်ဆိုတော့ကြည့်ပြပါနောက်တစ်ခုကကြာတော့ကျွန်တော်တို့အခြေဘက်ကိုနေချင်တာအခြေဘက်ကိုနေချင်တာက all inclusive ရှိနိုင်တယ် quality leadership မှာလို့ပြောသွားတာဆိုမြန်မာနိုင်ငံကိုလည်းဥပမာပေးတော့ဆိုတော့မြန်မာနိုင်ငံမှာကနိုင်ငံဥပဒေအရပြည့်စုံတဲ့ရှင်မျိုးလို့ပြောတယ်သူကလည်း400ကျော်တော့မှကျော်လို့ပြောတယ်သူကလည်း600ကျော်လို့ပြောတယ်ဆိုတော့အဲ့လိုကြီးအကုန်လုံးကပါနိုင်ရဲ့လားဆိုတော့ဟိုနိုင်ငံသားအဖြစ်မသတ်မှတ်ထားတဲ့သူတွေတော့မှအများကြီးရှိနေကြဆိုတော့ကျွန်တော်တို့က behavior နဲ့တားပြီးမှ all inclusive ဖြစ်တယ်လို့ကျွန်တော်တို့ကပြောမှာလေဆိုတော့နောက်တစ်ခုက all inclusive ဖြစ်နေပြီဆိုရင်တော့ majority ရဲ့ influence ကိုကျွန်တော်တို့ကဘယ်လိုမျိုးပြန်ပြီးမှပြန်ထိန်းမိတယ်ပေါ့နော်ဟုတ်ပါလေဟုတ်ကဲ့ပါဆိုတော့3ခုရှိရပေါ့နော်ပထမတစ်ခုကကျတော့ဒီအကျက်တဲလွန်ကာလမှာ authoritarian regime မဖြစ်အောင်ဘယ်လိုတားဆီးလို့ရမလဲပေါ့လေကျွန်တော်လိုရင်းကိုပဲပြောပါမယ် constitutionalism နဲ့ democratic regime နဲ့ကျွန်တော်တို့တားလို့ရတယ်ပေါ့လေဆိုတော့ဥပမာအနေနဲ့ကျတော့ကျွန်တော်တို့ဒီ1948မှာ Israel နိုင်ငံလွတ်လပ်ရေးရတယ်လွတ်လပ်ရေးရပြီးတော့စပြီးတော့ဥဆောင်ခဲ့တဲ့ leadership ဒီ strong leadership ဖြစ်တယ်ပေါ့လေ David Ben-Gurion ဒါမြန်မာနိုင်ငံနဲ့အောင်မှာအရင် relation ကောင်းခဲ့တယ်ပေါ့လေဆိုတော့သူဘယ်လိုဖြစ်သွားလဲပေါ့ဒါပြည်သူတွေရဲ့မဲပေးတာနဲ့ပဲထပ်ပြုတ်သွားတယ်ဆိုတော့အဲ့လိုပဲ constitution တစ်ခုကပဲခိုင်မာ constitutionalism အရာတိဆောက်ထားတယ်ဆိုရင် strong leadership တည်တယ်ပဲ democratic regime အရာပြုတ်သွားနိုင်တယ်ဆိုတော့ပြုတ်သွားဖို့အတွက် constitution အားကောင်းဖို့လိုတယ်ဆိုတာနဲ့ဖြေချင်ပါတယ်ဒုတိယမေခွန်းတစ်ခုအနေနဲ့ကကျတော့ကျွန်တော်လည်းပိုရှည်ပဲထင်တယ်ပေါ့လေဆိုတော့ဒီစစ်တပ်ကဘယ်လို leadership အမျိုးအစားလဲပေါ့လေဆိုတော့ဒါကျွန်တော်အမြင်မှာဆိုရင်တော့ဒါကတော့strong leadership ဖြစ်တယ်လို့မြင်တယ်ပေါ့လေဆိုတော့တခါလေကြာရင်ကျွန်တော်တို့ကဒီ oligarchy လို့ခေါ်တဲ့အစုအဖွဲ့အကျိုးစီးပွားနဲ့နှီးနွယ်နေရဆိုတဲ့သဘောတရားနဲ့ collective leadership နဲ့ကိုကျွန်တော်တို့ချိတ်ဖို့စူးစမ်းနေကြတယ်ဒါပေမဲ့ပြန်ကြည့်လိုက်မယ်ဆိုရင် collective leadership လို့ပြောဖို့အတွက်ကဒီမှာပါဝင်တဲ့ဒီထိပ်တန်းခေါင်းဆောင်တွေကထက်ဆုံးမှရှိတဲ့ခေါင်းဆောင်ကြီးကိုတွန်းလှန်ပြီးတော့ပြောနိုင်ရဲ့လားပေါ့လေတခုခု suggestion ပေးနိုင်ရဲ့လားဒါမှမဟုတ်ရင်အဲ့ suggestion ဒီခိုင်မာအားကောင်းတဲ့ suggestion လုပ်နိုင်ရဲ့လားပေါ့လေဒီပေါ်မူတည်ပြီးတော့ဒီချက်ရကျွန်တော်တို့ကြည့်မယ်ဆိုရင်ဒီအောက်ကလူတွေရဲ့အကြံပေးစကားတွေကိုနားထောင်တာဖြစ်မယ်နားမထောင်တာလည်းဖြစ်မယ်ဒီသဘောတရားရကြည့်မယ်ဆိုရင်တော့ကျွန်တော်ကတော့ strong leadership ဖြစ်တယ်လို့ယူဆကြပါတယ်နောက်ဆုံးမိန်းမတစ်ခုကတော့ဥပဒေအကြောင်းအရရေးယူမှုပေါ့လေဆိုတော့ဒါကတော့ပိုရှုပ်ထွေးပါတယ်ဥပဒေအကြောင်းဆိုတာဘယ်ဥပဒေကိုပြောချင်တာလဲပေါ့ဆိုတော့ကျွန်တော်တို့ထားပါဆိုဒီဒုတိယကမ္ဘာစစ်မှာဖြစ်ခဲ့တဲ့ဒီနာဇီဂျီနိုဆိုင်းနဲ့ပတ်သက်ပြီးတော့ဖြည့်ရှင်းတယ်ဆိုရင်တော့ဒါနုရင်ပဲခုံရုံးရှိမယ်ဒီကနေမှတစ်ဆင့်ဥပဒေအကြောင်းအရအရေးယူရလို့ကျွန်တော်တို့ပြောလို့ရတဲ့ကိစ္စတွေရှိတယ်ဒါပေမဲ့တခြားသောကိစ္စတွေကြတော့ကျွန်တော်ပြည်တွင်းကဥပဒေလို့ပြောတဲ့အခါမှာဆိုရင်အဲ့ဥပဒေကဘယ်လိုဥပဒေအမျိုးအစားလဲဒါကိုလည်းကျွန်တော်ပြန်ကြည့်ဖို့လိုပါတယ်နောက်တစ်ခုကဒီနေရာမှာဒီတာဝန်ခံလိုက်တဲ့လူကရောတကယ်တာဝန်ရှိတယ်လို့ယူဆပြီးတော့ဥပဒေအကြောင်းအရဖြည့်ရှင်းဖို့အတွက် space ရှိရလားပေါ့လေဒါဒီအကြောင်းအချက်တွေကိုကျွန်တော်တို့ထည့်စဉ်းစားဖို့လိုရလို့မြင်ပါတယ်ဒီပေါ်မူတည်ပြီးတော့ဥပဒေအကြောင်းအရအရေးယူလို့ရတာဖြစ်နိုင်ပါတယ်အရင်ဆုံး collective leadership ရဲ့ definition ကိုအရင်ဆုံးပြပြမယ်ပေါ့နော်ဆိုတော့ collective leadership ဆိုတာကလူပုဂ္ဂိုလ်တဦးတစ်ခုပေါ့ဗဟိုပြုပြီးတော့သွားတဲ့ leadership style ဦးခေါင်းဆောင်မှုပုံစံမဟုတ်ဘဲနဲ့ကိုကဘယ် process တစ်ခုကို oriented ဖြစ်ပြီးသွားတာပေါ့နော် goal တစ်ခုကို oriented ဖြစ်ပြီးသွားတာဖြစ်တယ်ပြီးရင်အရာအလုံးကဆက်နွယ်နေ
ပေါ့နော်လူတယောက်ချင်းစီမှာဒီ collective leadership မှာ9ယောက်ပါသည်ဖြစ်ဖြစ်6ယောက်ပါသည်ဖြစ်စေသူတို့တွေကဆက်နွယ်နေပြီးတော့အရာအလုံး inclusive ဖြစ်ဖြစ်ကြည့်ရပါတော့ဆိုတော့ collective leadership ရဲ့ alternative ကဒီ share leadership လို့လည်းတုံးတယ်တယောက်နဲ့တယောက် share လုပ်ထားတယ်ပြီး power တွေကို distributed လုပ်ထားတယ်ပြီးခုနကပြော legitimacy ပြီးရင် responsibility ဒါတွေကို distributed လုပ်ထားတဲ့အရာကို collective leadership လို့တုံးတယ်ပေါ့နော်ဆိုတော့အဲ့ collective leadership ရဲ့ကောင်းတဲ့ချက်ကပါလဲဆိုရင်သူကကြံ့ကြံ့ခံနိုင်တာသွားခြင်းနဲ့ go process ကိုရောက်ဖို့အတွက်ဒီအဖွဲ့အစည်းက resilient တခုရှိရဆိုတာမျိုးခံစားခုနကပြောသလိုပဲအကြီးဆုံးတယောက်တည်သွားလို့ရှိရင်တခြားဘာမှဆက်လုပ်လို့မရတာမဟုတ်တော့ပဲねပေါ့နော်အဲ့ဒါဒီ definition မှာဆိုတော့ခုနကပြောသလို interest အရင်ကြီးရဲ့ကိစ္စတွေခင်းချင်းနေမှာဆိုလို့ရှိရင်ဒီ ကွဲပြားပြီး representative ဖြစ်နိုင်လားဆိုတော့ collective leadership အနေနဲ့က interest ကိစ္စလို့ပြောလာပြီဆိုရင်ဒီ interest ကဘယ်သူ့ပေါ်ပုံပြီးတော့ရှိမှာလဲဆိုတာကိုပြန်ကြည့်ရမယ်ဆိုတော့ collectively interest ရှိမှာလားဒါမှမဟုတ်တစုချင်းစီ interest ရှိမှာလားပေါ့ဆိုတော့နိုင်ငံအခြေအနေနဲ့ကြည့်မယ်ဆိုလို့ရှိရင် collective leadership သွားနေပြီဆိုတော့နိုင်ငံရဲ့ interest ကြီးတာ collectively interest ဖြစ်ရမယ်မဟုတ်ဘူးတစုတစ်ယောက်ထဲ interest ဖြစ်တယ်ဆိုလို့ရှိရင်ဒါတနည်းအားမှာမှားနေပြီဒါ collective leadership မစစ်မှန်တော့ဘူးတနည်းအားမှာလွဲနေပြီပေါ့နော်ပြောမှဆို corruption ရှိနေပြီပေါ့ခြစားနေပြီဆိုတာကိုမြင်ရတယ်ပေါ့နော်ဆိုတော့ဒီဟာတွေက representative ဖြစ်မဖြစ်ဆိုတာကကြတော့ဒီနိုင်ငံရဲ့တစ်ခုလုံးရဲ့အခြေအနေနဲ့ခြုံကြည့်ရမှာပြီးတော့နောက်တစ်ခုက ethnically အရာဆိုလို့ရှိရင် ethnicity မှာတင်ရတယ် multiculturalism တို့ segregation တို့ assimilation တို့သူက multiculturalism ကိုဒါကျင့်သုံးမယ်ဆိုလို့ရှိရင်ခုနကတိုင်းရင်းသားပေါင်း1000ပဲရှိနေအကုန်လုံးကငါတို့ကအကုန်လုံးရဲ့ culture embrace ဖြစ်ပါတယ်ဆိုတော့ multiculturalism ကိုဒါကျင့်သုံးရင်ဒါဒီအခြေတစ်ခုအနေနဲ့ရှိလာနိုင်တယ်ခုနစစ်တက်လိုမျိုးလေး segregate လုပ်တာဖယ်ကြားတာတက်ပစ်တာထပ်ပြီးရင်ဒီထိုင်းလိုမျိုးငါတို့ထိုင်းနေလာခဲ့ဆိုပြီးတော့လုပ်တာထက်စားလို့ရှိရင်ပေါ့နော်အဲ့လိုမျိုးကပို့ပြီးတော့ကောင်းတယ်လို့မြင်တယ်ပေါ့အခုလိုတပိတ်အစဆုံးညင်းခုံလို့အပြီးမှာတော့တပိတ်မတိုင်ခင်သဘောထားမဲပေးခဲ့ကြတဲ့ပရိသတ်တွေကိုပဲနောက်တစ်ကြိမ်ထပ်ပြီးမဲပေးခိုင်းခဲ့ပါတယ်။ result ကတော့စိတ်ဝင်စားစရာကောင်းလာပါတယ်။နိုင်ငံရေးနဲ့စီးပွားရေးအကျပ်တဲကာလမှာပြတ်သားသောတဦးကောင်းခေါင်းဆောင်မှုမရှိရင်ဘယ်ပြုပြင်ပြောင်းလဲမှုမှအကောင့်ထဲမဖော်နိုင်ဘူးလို့ပရိသတ်42%ကပဲထောက်ခံပြီးတော့58%ကတော့ကန့်ကွက်မဲပေးခဲ့ကြပါတယ်။ဆိုတော့ဒီနေရာမှာတပိတ်အစဆုံးနားထောင်လိုက်ပြီးတဲ့အချိန်မှာတော့ပရိသတ်18%ကသဘောထားပြောင်းသွားတာကိုတွေ့ရမှာပါဒီဟာကပဲတပိတ်ကာချာရဲ့အနှစ်သာရပါကိုယုံကြည်ထားတာအမှန်မြင်ထားတာတွေကိုတရက်သေးစောက်ကင်မထားပဲရင်ဘတ်ကြဲကြဲဖွင့်ပြီးမတူတဲ့အမြင်တွေကိုနားထောင်နိုင်ဖို့နဲ့မိမိအမှန်တရားလို့ယုံကြည်ထားတာတွေကိုလည်းအမြဲမပြတ်ဆန်းစစ်လေ့လာတတ်တဲ့အလေးထားအားကောင်းမှုအတွက်360တပိတ်ကရည်ရွယ်ပါတယ်အခုလိုအဆုံးထိနားဆင်ပေးခဲ့ကြတဲ့ပရိသတ်အားလုံးကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ရှင်။နောက်ထပ်တင်ဆက်မယ့်တပိတ်တွေကိုလည်း Impact 360မြန်မာရဲ့လူမှုကွန်ရက်စာမျက်နှာများကနေတဆင့်စောင့်မျှော်ရှုစားပေးကြပါအောင်ရှင်။